အာသနာတော်နှစ်2552ခုနှစ်ကောဇာတက္ကရာ1380ပြည့်နှစ်တကူလဆန်း3ရက်ရန်ကုန်တိုင်းစမ်းချောင်းမြို့နယ်အောင်ချမ်းသာရပ်ကွက်သီရိမင်္ဂလာလမ်းကံမြင့်ကျောင်းတိုက်ဓမ္မယုံအတွင်ဆင်းကျင်းပပြုလုပ်အပ်သည့်ညဥ်ရံဓမ္မသဘင်ခန္ဓာဝယ်ချင်းမြင့်တိုင်းမြို့နယ်ဇလင်းလမ်းအမှတ်48ဦးမြို့နိုင်တော်အုံမြင့်သာနေဝင်းထွန်းထက်မြက်အောင်မိသားစုတို့၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောတတ္တဝါတို့၏30ပုံအကြောင်းတရားဒေသနာတော်တတ္တဝါတို့၏30ပုံဒီကနေ့အပိုင်းအားဖြင့်ဝိထိမုတ်ပိုင်းဒီဝိထိမုတ်ပိုင်းကိုပဲအဘိဓမ္မာထသင်္ဃာကျမ်း9နံပါတ်အပိုင်းဝိထိမုတ်ပိုင်းကိုပဲဘုံပိုင်းလို့ရှေးတုန်းကခေါ်ခဲ့ကြတယ်30ပုံအကြောင်းနဲ့ပတ်သက်ပြီးတော့သိစရာအချက်လက်များရှိတတ္တဝါတို့ရဲ့30ပုံတတ္တဝါတွေမျိုးစုံရှိတဲ့30ပုံအကြောင်းဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ထိုကျမ်းဂန်တွေမှာပါရှိတယ်အဘိဓမ္မာမှာတင်ပါရှိတာမဟုတ်ဘူး30ပုံကမူလပရိယာယတုတ်မှာလည်းပဲဘုံတွေအကြောင်းပါတာပဲတခြားသုတ်တန်တွေမှာလည်းပဲပါတယ်အဘိဓမ္မာ9ကျမ်းမှာပါဝင်ဖြစ်တဲ့ဝိဘင်္ဂလို့ခေါ်တဲ့ဝိဘင်ကျမ်းမှာလည်းပဲဒီဘုံနဲ့တက်တန်းတွေအကြောင်းရှင်းလင်းဖော်ပြထားတာရှိတယ်သို့တော်လည်းမြန်မာနိုင်ငံမှာတောင်မှအချို့ပုဂ္ဂိုလ်တွေက30ပုံဆိုတာကိုညင်းပယ်ခြင်းရတယ်ပေါ့သူတို့ညင်းပယ်ခြင်းရဲ့အကြောင်းက30ပုံမရှိဘူးဆိုပြီးတော့ညင်းပယ်ကြတယ်ဘာလို့ညင်းပယ်တာလဲဆိုမမြင်ရလို့အကြောင်းပြတာမြင်ရတာလူတွေနဲ့တရိစ္ဆာန်ပဲမြင်ရတယ်ကျန်တာတွေကမမြင်ရလို့မရှိစတမ်းဆိုရင်မမြင်ရတာတွေအများကြီးပဲဟုတ်ကဲ့လားမမြင်ရဘဲနဲ့ရှိနေတဲ့ဟာအတန်ဆိုတာမြင်ရရဲ့လားမြင်ရပါဘူးအနတ်ငါရောမြင်ရရဲ့လားမြင်ရပါဘူးအရသာရောမြင်ရပါဘူးမြင်ရဘူးမမြင်ရပေမဲ့လို့အရှိသေးထည့်ရတာတွေအများကြီးပဲလောကကြီးမှာအဲ့ဒါကိုမြန်မာနိုင်ငံမှာပဲအရင်တော့ကဘုန်းကြီးတို့ငယ်ငယ်တော့တွေ့တယ်30ပုံဝါဒဗုဒ္ဓလက်မခံဆိုပြီးတော့အမှန်ကတော့ဘုရားလက်မခံတာမဟုတ်ပါဘူးသူလက်မခံတာတကယ်ကတော့ရေးနေတာ30ပုံဝါဒငါလက်မခံဆိုရင်တော့ကောင်းတာပေါ့နော်ဘုရားနာမည်ကိုအလွဲသုံးစားလုပ်တယ်လို့ဒီလိုပြောရမှာပါအေးတော်တော်များများတခြားနိုင်ငံတွေမှာလည်းပဲဗုဒ္ဓဇင်းဆိုပြီးတော့ဘုရားဝါဒဆိုပြီးခေါင်းစဉ်တက်ပြီးဟောတော့ရေးလိုက်တဲ့အခါကျတော့သူတို့အယူဆတွေကြီးပဲရေးနေကြတယ်အဲ့ဒါမျိုးတွေတော်တော်များများတွေ့တယ်တတိထားစရာကောင်းတာပေါ့ရိုးသားဖြောင်းမတ်ဖို့လိုအပ်တယ်ကိုမကြိုက်တာနဲ့မရှိဘူးလို့ပြောလို့မရဘူးလေကိုမမြင်ရလို့ပြောစရာဆိုလို့ရှိရင်လည်း2500နှစ်ပေါင်း2500ကျော်ကပွင့်ခဲ့တဲ့ဘုရားလည်းကိုမမြင်ရတာမှမဟုတ်ပဲဟုတ်မမြင်ရလို့လက်မခံဘူးဆိုရင်လက်မခံရမှာအကြောင်းကြီးအများကြီးပဲကိုယ်ပိုက်တဲ့နေတော့ကိုယ်အဖေလည်းကိုမြင်ခဲ့တာမှမဟုတ်ဘဲနဲ့အပြင်မဲ့ရောက်မှဘေးကလူတွေကပြောလို့အဖေလို့ပြောလို့အဖေလက်ခံနေကြရတာဟုတ်တယ်မလားအေး30ပုံဝါဒဗုဒ္ဓလက်မခံဆိုပြီးရင်တော့စာအုပ်တို့မြန်မာပြည်မှာထွက်ဖူးတယ်တကယ်ကတော့သူလက်မခံတာပါစာပေကျမ်းကမှလိုက်ပြီးတော့ကြည့်မယ်ဆိုရင်ထေရဝါဒပိဋကသံဃာနာ6တန်ကအတိမတ်ပြုပြီးတော့လက်ခံထားတဲ့ကျမ်းဂန်တွေထဲမှာ30ပုံဆိုတာအတိအလင်းပါရှိပြီးသားဖြစ်တယ်ထူထူပုံတွေရဲ့အကြောင်းကိုရေးသားထားတာအကြောင်းအားလျော်စွာပေါ့နော်အေးတချို့ကလည်းပဲဘုံတွေအကြောင်းရတာလူတွေကိုဘုံကန်းနဲ့မြောက်တယ်လို့ဒီလိုထင်ကြသေးတယ်ဘုံဆိုတာသူ့ဟာသူရှိတာမြောက်เสียအကြောင်းလည်းမဟုတ်ပါဘူးနော်ဘုံဆိုတာတတ္တဝါတို့ရဲ့ဖြစ်ရဌာနကိုပြောတာလေလူတိုင်းဟာဒီဘူမိဆိုတဲ့ပါဠိစကားလုံးကနေပြီးတော့လာတော့
လူသတ္တဝါတွေရဲ့ဖြစ်ရနေရာကိုလူဘုံလို့ဒီလိုခေါ်တာလူသတ္တဝါတွေနဲ့မတူညီတဲ့အခြားသတ္တဝါတွေမြောင်များစွာရှိတယ်ဆိုတာဒါမမြင်ရပေမဲ့လို့ရှိနိုင်တယ်ဆိုတာအများကြီးပဲလက်ခံတာအဲ့တော့သတ္တဝါတွေရှိတယ်ဆိုတာစိတ်ကူးရင်ပြီးတော့ပြောတာတော့မဟုတ်ဘူးထိုသတ္တဝါတွေဟာဘာကံကြောင့်အဲ့ဒီဘုံရောက်တယ်ထိုဘုံရဲ့ပရိသေစိတ်ကဘာတွေလဲထိုဘုံမှာဘာတွေဖြစ်တယ်လဲဆိုတာတိတိလင်းလင်းဟောထားတာဆိုပါစို့စိတ်ကူးပြီးတော့ဘယ်ဘုံရှိတယ်လို့ပြောတာလည်းမဟုတ်ပဲအဲ့ဒီဘုံမှာတ attva တွေဘာကြောင့်ဖြစ်တယ်ဆိုတာကိုအတိအကျအကြောင်းနဲ့အကျိုးနဲ့သေသေးချာချာဟောထားတာဖြစ်သည့်အတွက်ကြောင့်တမ္မာမှန်တန်ရမ်းပြီးတော့ပြောတာမျိုးမဟုတ်ဘူးမြတ်စွာဘုရားသခင်ကိုရောမြတ်ကဟောတယ်ယတိဝတမ္မညတံတမ္မဝိဒိတံငါကိုယ်တိုင်သိတာတဲ့ငါကိုယ်တိုင်သိပြီးတာကိုဟောတာသူများစီကကြားပြီးဟောတာမဟုတ်ဘူးတဲ့ဟော30ဘုံနဲ့ပတ်သက်လာလို့ရှိရင်ဘုံနေနဲ့ပတ်သက်ပြီးမြတ်စွာဘုရားငါကိုယ်တိုင်သိလို့ငါကိုယ်တိုင်မြင်လို့ဟောတာလို့ဆိုဒါဖြင့်ဘုရားကဘာဖြစ်လို့သိတာတော့ဘာနဲ့သိတာတော့လို့မေးလိုက်လို့ရှိရင်မြတ်စွာဘုရားမှာဒိဗ္ဗစက္ခုဆိုတဲ့အမတန်အစွမ်းထက်တဲ့မနေ့တုန်းကပြောထားတဲ့စိတ်ကိုအာယုန်နဲ့လေ့ကျင့်လိုက်သည့်အတွက်ကြောင့်ထူးခြားတဲ့အမြင်တစ်မျိုးကိုရရှိထားတယ်။တမာတိစွမ်းအားနဲ့ကြည့်အဲ့ဒီဒိဗ္ဗစက္ခုဆိုတဲ့အဘိညာဉ်ဉာဏ်ရလိုက်တာနဲ့တပြိုင်နက်ထိုဒိဗ္ဗစက္ခုဉာဏ်ရဲ့အပွားဖြစ်တဲ့ယထာကမ္မုပကဉာဏ်ဘယ်ကံလုပ်ရင်ဘယ်အလုပ်လုပ်လို့ရှိရင်ဘယ်ကိုဖြစ်မယ်ဆိုတာကိုမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကကြည့်လို့မြင်နေတယ်ပေါ့အကြောင်းတရားတွေကိုကြည့်ပြီးတော့မြင်တာဒီကနေ့ခေတ်လည်းပဲကြည့်လိုက်ရင်လူတိုင်းဟာတူညီတဲ့အနေအထားမရှိဘူးအလုတ်ကိုင်တွေကကွဲပြားခြားနားကြတယ်အလုတ်ကိုင်လို့ဆိုတဲ့နေရာမှာအသက်မွေးဝမ်းကြောင်းလှုပ်တာကိုပြောတာမဟုတ်ဘူးလူတွေရဲ့လောက်ကင်မှုစိတ်နေစိတ်ထားတွေကကွဲပြားခြားနားမှုရှိတယ်တဲ့ဘယ်လိုကွဲပြားခြားနားမှုရှိတာတော့ဆိုရင်တချို့ကလိမ့်တယ်တချို့ကမလိမ့်ဘူးမတူညီတဲ့အလုပ်ဟုတ်ကဲ့တချို့ကသူများအသက်ကိုတတ်တယ်တချို့ကသူများအသက်တတ်ချင်းမှရှောင်တယ်ဟောမတူညီတဲ့အလုပ်တချို့ကသူများဥစ္စာခိုးတယ်လေလီကြည့်ပြားပြီးတော့ယူတယ်တချို့ကသူများဥစ္စာဆိုလက်ဖြားနဲ့မှမတူဘူးဟောတချို့ကသူတစ်ပါးသားမယားစော်ကားတယ်ပြစ်မှားတယ်တချို့ကစိတ်ကူးတဲ့တောင်မထည့်ဘူးမတူညီတဲ့အလုပ်တွေမရှိဘူးလားရှိပါဘူးမတူညီတဲ့အလုပ်တွေရှိနေတာကိုတော့သေချာမြင်ကြရတာပဲလေကိုယ့်ရဲ့ပတ်ဝန်းကျင်မှာပဲရှိတယ်အေးအဲ့လိုပဲနှုတ်နဲ့ပတ်သက်လာလို့ရှိရင်လေတချို့ကလိန်ပြောတယ်တချို့ကမှန်တာကိုသာပြောတယ်တချို့ကတယောက်နဲ့တယောက်မတည့်အောင်လိုက်ပြီးတော့သတ်ရှိုးတယ်ဂုံးတိုက်တယ်မတည့်အောင်လိုက်ပြောတယ်ဂုံးချောတယ်တချို့ကြတော့မဟုတ်ဘူးမတည့်တဲ့လူတက်အောင်ဖေးပြီးမှပြောတယ်ညီညွတ်အောင်စိတ်ဆက်ပေးတယ်တချို့ကြတော့ဆဲတတ်တယ်တချို့ကမဆဲတတ်ဘူးတချို့ကအကျိုးမရှိတဲ့စကားတွေမဟုတ်တန်တရားတွေရှောက်ပြောတယ်တချို့ကမပြောတတ်ဘူးမှန်တာကိုသာပြောတယ်ဟုတ်တာတွေကိုသာပြောတယ်ဆိုတော့အပြောနဲ့ပတ်သက်လို့လေလူတွေကတယောက်နဲ့တယောက်တူညီမှုရှိရလားမရှိဘူးဒီအချက်ကတော့ထင်ရှားနေတာပဲလေနောက်တစ်ခုစိတ်နေစိတ်ထားကြည့်အောင်မလားတချို့ကသူများပစ္စည်းကိုယ်ပစ္စည်းရလို့မှုဆိုတဲ့လောဘဇောအမြဲတိုက်နေတယ်သူများပစ္စည်းကိုယ်ပစ္စည်းဖြစ်ခြင်းနဲ့အဘိဓါတရားတွေလွှမ်းမိုးနေတယ်တချို့ကြတော့သူများပစ္စည်းကိုယ်ပစ္စည်းဖြစ်ဖို့နေနေတာသာလှဲ့တော်မကြည့်ဘူးသူများပစ္စည်းကိုတည်ရမကြဘူးအဲ့လိုပုံပုံမျိုးလည်းရှိတာပဲတချို့ပုဂ္ဂိုလ်ကြတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်ပုဂ္ဂိုလ်တွေပျက်စီးသွားတာကိုမြင်နေတဲ့ပုဂ္ဂိုလ်တွေရှိတယ်လို့ကြီးပွားချမ်းသာတာကိုမြင်နေတဲ့ပုဂ္ဂိုလ်တွေလည်းရှိတာပဲကံကံ၏အကျိုးကိုမယုံကြည်တဲ့သူတွေရှိတယ်လို့ကံကံ၏အကျိုးကိုလက်ခံယုံကြည်ထားတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်ဆိုတော့လူတွေကျင့်သုံးလိုက်နာနေတဲ့သူစရိုက်ဆိုတာတွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ပြည့်ပြည့်နေရာကိုမကြည့်နဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုလူတွေအတိုင်းဝိုင်းထဲမှာကြည့်လိုက်လို့ရှိရင်အခုလိုနှမျိုးနှစားကွဲပြားခြားနားနေတာမတွေ့ရဘူးလား
ဒီပုဂ္ဂိုလ်တွေဟာသေသည်နောက်အခြားမဲ့မှာတူညီတဲ့ဘဝရောက်နိုင်ပါမလားအဲ့ဒါကိုထောက်ထားလို့ရှိရင်သူတို့ကံနဲ့သူတို့ယထာကမ္မံကတော်ကံအားလျော်စွာဖြစ်ရမယ်ဆိုတဲ့နေရာမျိုးတော့ရှိကိုရှိရမှာပေါ့အဲ့တော့ဘုံဆိုတာဟာကံတရားရဲ့အကျိုးပေးရဌာနတွေပဲကံတရားအကျိုးပေးတယ်လို့ကံတရားကမျိုးစုံတယ်လို့တတ္တဝါတွေကလည်းမျိုးစုံတယ်ထိုမျိုးစုံတဲ့တတ္တဝါတွေရဲ့တရားဌာနဆိုတဲ့ဘုံတွေကလည်းမျိုးစုံတယ်ဒီဘုံနဲ့ဆိုတာမဖြစ်နိုင်ဘူးတဲ့ဘာဖြစ်လို့တော့ဆိုမတူညီတဲ့လောက်ရတဲ့နဲ့ရှိနေတဲ့ပုဂ္ဂိုလ်တွေရဲ့ဘဝနေကုန်းရောက်ရဘဝ destination ဟာဘယ်နည်းနဲ့မှမတူနိုင်ဘူးမြေထားကြီးရန်ကုန်ကနေစီးသွားတယ်မန္တလေးသွားတယ်မြေထားလမ်းမှာဘူတာတွေဆိုက်ပြီးတော့သွားတယ်ဆိုတချို့ကလမ်းဘူတာတွေဆင်းသွားတယ်မန္တလေးကြီးသွားတဲ့လူတွေမဟုတ်ဘူးအဲ့ဒါမျိုးလိုပဲကံမျိုးစုံလှုပ်ထားတော့လူတွေရဲ့ဘဝခရီးလမ်းတွေဟာလည်းပဲမျိုးကိုစုံနေအောင်ရှိအဲ့ဒီမျိုးစုံနေတာတွေကိုပဲဂတိ၅ပါးလို့အကျမ်းမြင်အားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဂတိ၅မျိုး destination လို့ခေါ်တယ်ခရီးဆုံး၅မျိုးကမ္ဘာလောကကြီးကိုကြည့်မယ်ဆိုရင်လူတွေခရီးသွားနေကြတာဟာကိုယ်ဥတည်ချက်နဲ့ကိုယ်သွားနေကြဘယ်ပုဂ္ဂိုလ်ဘယ်သွားနေတယ်ဆိုတာဟာသူကင်ထားတဲ့လက်မှတ်ကိုကြည့်လို့ရှိရင်သိတယ်ပေါ့သူစီးထားတဲ့မြေထားပေါ်ကြည့်လိုက်ရင်လည်းသိတယ်သို့သောမြေထားနဲ့စီးသွားတဲ့လူရှိတယ်လို့ကားနဲ့စီးသွားတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်တခြားနိလန်းနဲ့လေယာဉ်နဲ့သွားတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်အဝင်ထွက်များတဲ့နိုင်ငံတကာလေဆိပ်ကြီးတွေမှာကြည့်မယ်ဆိုရင်မြန်မာပြည်အဒီနာစင်ကာပူတို့ထိုင်းတို့ကြည့်လိုက်မယ်ဆိုလို့ရှိရင်စင်ကာပူပါဆိုရင်10မိနစ်တစ်စင်းလောက်လေယာဉ်ကြီးတွေဆင်းနေတာအဲ့ဒီ10မိနစ်တစ်စင်းလောက်ဆင်းနေတဲ့ဆင်းလိုက်တက်လိုက်ဆင်းလိုက်တက်လိုက်လေယာဉ်ကြီးတွေဟာလူတွေကသွားလာနေကြတာရှိပဲခွန်သွားလာနေတဲ့လူတွေက destination အားလုံးဟာတူညီကြတာမဟုတ်ဘူးတဲ့သူတို့ကင်ဆောင်ထားတဲ့လက်မှတ်အတိုင်းသူတို့သွားနေကြတာလူဘုံလူဘဝရောက်လာတဲ့အခါမှာဆိုရင်လည်းကံဆိုတဲ့လက်မှတ်တွေဝယ်ထားပြီးတော့ထိုကံရှိရကံအကျိုးပေးရဘုံကိုဥတည်ပြီးတော့သွားနေကြတာလို့အဲ့ဒါလို့သွားနေတာကိုမြတ်စွာဘုရားကမှတ်ဆပြီးတော့ဟောတာမဟုတ်ဘူးခုနကပြောတဲ့ဒိဗ္ဗစက္ခုတဲမှာပါတဲ့ယထာကမ္မုပကအဘိညာဉ်ဆိုတဲ့ဉာဏ်တော်ကြီးနဲ့တလောကကြီးကိုခြုံငုံပြီးတော့ကြည့်လိုက်တဲ့အခါမှာဒီလူအဖြစ်ဒုစရိုက်တွေလုံးနေတယ်ဒီလူရဲ့သွားရလမ်းကဘယ်မှာလဲဆိုတာမြတ်စွာဘုရားကမြင်နေလမ်းကြောင်းကြီး9သွယ်တဲ့နေရာဌာနတစ်ခုမှာလမ်းကြောင်းကြီး9သွယ်ရှိတယ်အဲ့ဒီလမ်းကြောင်းကြီး9သွယ်ထဲမှာတစ်ခုသောလမ်းဆုံးမှာမိကြီးထွင်းကြီးရှိတယ်မြတ်စွာဘုရားမြင်တယ်ဒီလူတယောက်ကတော့မိကြီးထွင်းထဲသွားတဲ့လမ်းပေါ်ရှောက်နေပြီလမ်းဆုံးရင်တော့သူမိကြီးတွင်းကြီးတဲ့ကြပြီးတော့ဒုက္ခရောက်မှာပဲလို့ကြည့်တယ်ကြည့်တဲ့အတိုင်းပဲဒီလူကရှောက်ပြီးတော့သွားနေတာလမ်းလဲဆုံးရောမိကြီးတွင်းကြီးတဲ့ကြပြီးတော့ဒုက္ခရောက်တယ်အဲ့ဒါဘယ်လိုပုဂ္ဂိုလ်မျိုးတုံးဆိုတော့ငရဲဘုံရောက်သွားတဲ့ပုဂ္ဂိုလ်မကောင်းမှုဒုစရိုက်တွေလုံနေတဲ့ပုဂ္ဂိုလ်တယောက်ကိုမြတ်စွာဘုရားကမြင်တယ်ဒီလူဟာမိကြီးတွင်းကြီးရှိရာကိုဥတည်သွားလာနေပြီလို့ဒီလိုမြင်တာအဲ့လိုမြတ်စွာဘုရားကဂတိ5ပါးနဲ့ပတ်သက်ပြီးတော့မစ္စည်းမပါဏာသပါဠိတော်မှာမစ္စည်းမနိကေမှာဟောကြားထားတာရှိဥပမာလေးနဲ့ထို့တူပဲနောက်တစ်ခုကနောက်တစ်လမ်းကအဲ့ဒါကနိရိယဂတိဆိုတဲ့လမ်းနောက်တိရိစ္ဆာနဂတိဆိုတဲ့လမ်းဒီလူတယောက်ကတော့ဒီလမ်းပေါ်ရှောင်းနေပြန်ပြီအဲ့ဒီလမ်းရဲ့အဆုံးမှာဘာရှိတော့ဆိုအမတန်လက်လာတဲ့မစင်တွင်းကြီးရှိရဲ့ဒီလူဟာဒီလမ်းတိုင်ရှောင်းနေရင်တော့မစင်တွင်းကြီးတဲ့ရောက်တော့မှာပဲလို့မြတ်စွာဘုရားဒိဗ္ဗစက္ခုဘိညာဉ်နဲ့ကြည်နေတာဒီလိုကြည်နေရတယ်လို့မြင်နေတယ်ဒီလူလုံနေတဲ့အလုပ်တွေဟာနောက်ဆုံးဒီကိုဏီကုန်းချုပ်သွားမှာပဲလို့
ကိုရောမြတ်ယထာကမူပကအဘိညာဉ်နဲ့မြင်တဲ့အတိုင်းပဲထိုပုဂ္ဂိုလ်ဟာနောက်ဆုံးကြတော့မစင်တွင်းကြီးရဲ့ကြာသွားတယ်ဒါကဘယ်လိုပုဂ္ဂိုလ်တွေတုံးဆိုတရိစ္ဆာန်ဖြစ်သွားတဲ့ပုဂ္ဂိုလ်ပြောနောက်လမ်းတွေကတော့ပုဂ္ဂိုလ်တရားဟာလမ်းကိုရှောင်နေတယ်သို့တော့သူရှောင်တဲ့လမ်းရဲ့လမ်းဆုံးမှာဘာတွေရှိလို့ဆိုရင်တောခေါင်ခေါင်နဲ့တစ်ပင်ကကျိုးလို့ကျဲတဲ့နဲ့အမတန်ပူပြင်းတဲ့အရေးအာဝါဒခင်းမဲ့တဲ့နေရာကြီးတစ်ခုရှိတယ်ဒီပုဂ္ဂိုလ်ဒီလမ်းလျှောက်ရင်တော့အဲ့ဒီစခန်းရောက်မှာပဲလို့မြင်ရတယ်လို့ပဲမြတ်စွာဘုရားသခင်ကိုရောမြတ်ကသူ့ရဲ့လို့ပုဂ္ဂိုလ်တူတယောက်ရဲ့လောက်ရကိုကြည့်တဲ့အခါကျတော့ထိုပုဂ္ဂိုလ်ဟာအဲ့ဒီလမ်းကြောင်းပေါ်တက်နေလို့ရှိရင်နောက်ဆုံးတစ်နေ့ဟာအမတန်မှပူပြင်းလာတဲ့အရေးနားခိုစရာမရှိအရွက်ကျိုးလို့ကျဲတဲ့နဲ့တစ်ပင်လွင်ဒီကောင်ဘက်ကိုသူရောက်တော့မှာပဲလို့မြင်ရတယ်လို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကလည်းအဲ့ဒီတတ္တဝါတွေကိုမြင်လိုက်တဲ့နောက်ဆုံးလည်းဘုရားမြင်တော်မူတဲ့အတိုင်းပဲအဲ့ဒီစခန်းရောက်သွားပြီးတော့ပင်မဆင်းရဲစွာနေထိုင်ရတယ်ဒါကပြိတ္တာဘုံရောက်သွားတဲ့ပုဂ္ဂိုလ်ကိုပြောတယ်နောက်လမ်းတွေဆိုပါစို့လူတယောက်ကလမ်းအမြင့်တောင်ထိပ်ကနေကြည့်နေတယ်လူတယောက်ကလမ်းလျှောက်သွားတယ်အဲ့ဒီလမ်းဆုံးမှာအင်မတန်မှအရေးအာဝါဒကောင်းတဲ့တစ်ပင်ကြီးတွေရှိတယ်ရေကန်ကြီးတွေရှိတယ်အဲ့ဒီအရေးအာဝါဒကောင်းတဲ့တစ်တော်ကြီးဥတီထားတဲ့လမ်းကိုလျှောက်သွားတဲ့လူတယောက်ကိုကြည့်ပြီးတော့အော်ဒီလူဟာဒီလမ်းဆုံးရင်ဖြင့်ဒီစခန်းရောက်မှာပဲလို့မြင်ရတယ်လို့ပဲတဲ့မြတ်စွာဘုရားကလူတယောက်ရဲ့လောက်ရကိုကြည့်ပြီးအေးဒီလူဟာဒီဘုံဒီဌာနရောက်မှာပဲလို့ယထာကမူပကအဘိညာဉ်နဲ့တတ္တအမြင်တော်မူတယ်အဲ့ဒီမြင်တဲ့အတိုင်းပဲထိုပုဂ္ဂိုလ်ဒီထိုစခန်းရောက်သွားပြီးတော့အမတန်မှအေးမြတဲ့အရေးအောင်မှာအေးချမ်းသာယာစွာနေထိုင်ရတယ်အဲ့ဒါလူဘုံရောက်သွားတဲ့ပုဂ္ဂိုလ်လို့ဒီလိုပြောတာနောက်တစ်ခါလမ်းတွေကတော့ဘယ်ကိုဥတည်နေတော့ဆိုလို့ရှိရင်အမတန်လှပတဲ့ပြတ်သက်အဆောင်ကြီးအတွင်းထဲမှာပြိဘောဂတွေပြည့်ပြည့်စုံစုံနဲ့လေလုံးမိုးလုံးဆောက်ထားတဲ့လှပတဲ့ပြတ်သက်လမ်းဆောင်ကြီးကိုဥတည်ထားတဲ့လမ်းကြောင်းကြီးရှိတယ်လူတယောက်ကအဲ့ဒီလမ်းကြောင်းပေါ်ရှောင်းနေတယ်ရှောင်းနေတာမြင်လို့ရှိရင်ဒီလူဟာဒီစခန်းရောက်မှာပဲလို့သိရတယ်လို့ပဲမြတ်စွာဘုရားသခင်ကိုရောမြတ်ကတတ္တဝါတွေရဲ့လောက်ရကိုကြည့်ပြီးတော့အေးဒီလမ်းပေါ်ရှောင်းနေရင်ဒီစခန်းရောက်မှာပဲလို့ဆုံးဖြတ်ချက်ချတဲ့အတိုင်းသိတော်မူတဲ့အတိုင်းထိုပုဂ္ဂိုလ်ဟာထိုစခန်းရောက်ပြီးတော့နတ်ပြတ်တတ်ပေါ်မှာတက်ပြီးတော့အေးချမ်းသာချမ်းချမ်းသာသာနဲ့ဘေးရန်အန္တရာယ်ကင်းရှင်းစွာချမ်းသာဒုက္ခခံစားပြီးတော့နေရတယ်တဲ့အဲ့ဒါကဒေဝဂတိလို့ခေါ်တဲ့နတ်ပြည်ရောက်သွားတဲ့ပုဂ္ဂိုလ်ဟောလို့ဥပမာ၅မျိုးနဲ့မြတ်စွာဘုရားဟောတာ30ဘုံကိုအချင်းချုံပြီးတော့ပြောလိုက်တဲ့အခါကျတော့ဂတိ5မျိုးပဲအစိုးဆုံးကနိရိယဂတိပြီးရင်တိရစ္ဆာနဂတိနောက်ပြီးတော့ပေဒဂတိနောက်ပြီးတော့မနုဿဂတိအကောင်းဆုံးကဒေဝဂတိဟောဂတိ5ပါးလို့ခေါ်တယ်ဒါကို destination 5မျိုးအဲ့တော့မြတ်စွာဘုရားကမြင်တာဟာဘာကိုကြည့်တာတော့ဒီပုဂ္ဂိုလ်ဒီရောက်လိမ့်မယ်ဆိုတာကြည့်တာပစ္စုပန်လောက်ရကိုကြည့်တာပစ္စုပန်သူလုံနေတဲ့အလုပ်သူလျှောက်လန်းနေတဲ့လမ်းကြောင်းကိုကြည့်ပြီးတော့ဆုံးဖြတ်ပြီးပြောပြမြတ်စွာဘုရားကပစ္စုပန်လုံနေတဲ့လောက်ရကိုလည်းမြင်တယ်လမ်းဆုံးစခန်းမှာဘာတွေရှိတယ်ဆိုတာကိုလည်းမြင်တယ်တောင်ထိပ်ကကြည့်နေတဲ့ပုဂ္ဂိုလ်ဒီအားလုံးကိုခြုံငုံပြီးတော့မြင်နေရတယ်လို့မြတ်စွာဘုရားကဟောဒိဗ္ဗစက္ခုအဘိညာဉ်ထဲမှာပါဝင်တဲ့ယထာကမူပကဉာဏ်တော်ကြီးနဲ့ကြည့်လိုက်တဲ့အခါကျတော့ဒီလှုပ်လို့ရင်ဒီစခန်းရောက်မယ်ဆိုတာကိုမြတ်စွာဘုရားတတ်အပ်ပြောနေတယ်ဒါကြောင့်မို့ဘုရားကသူများထံကကြားပြီးတော့တရားကိုဟောတာမဟုတ်ဘူးတဲ့ငါကိုယ်တိုင်မြင်တာငါကိုယ်တိုင်သိတာလို့ပြောတာဘာနဲ့မြင်ဘာနဲ့သိတာတော့ဆိုရင်ဒိဗ္ဗစက္ခုဉာဏ်ရဲ့အပွားဖြစ်တဲ့ယထာကမူပကဉာဏ်နဲ့မြင်တယ်လို့ဒီလိုပြောရမယ်ယထာကမ္မဥပကဆိုတာယထာကမ္မဥပကမိမိလုပ်တဲ့ကံအားလျော်စွာထိုဘဝရောက်သွားကြတာတတ္တဝါတွေ
ကံကိုခွဲခြားစိတ်ဖြာပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကသိတယ်ဒီလုံးလုံးရင်ဒီလမ်းလျှောက်ရင်ဒီစခန်းရောက်နိုင်မယ်ဒီလုံးလုံးလို့ရှိရင်ဒါမျိုးဖြစ်လိမ့်မယ်ဆိုတာပိုင်ပိုင်ခြားခြားသိတာအဲ့လိုပိုင်ပိုင်ခြားခြားသိပြီးတော့ဟောတာဖြစ်သောကြောင့်တစင်ကြားနဲ့ဟောတာမဟုတ်ဘူးတဲ့မြတ်စွာဘုရားဟောထားတဲ့32ပုံဆိုတာကံကိုအခြေခံပြီးတော့ဟောထားတာဖြစ်သောကြောင့်ကံရှိတယ်ဆိုတာအလုံးလက်ခံထားတဲ့ပုဂ္ဂိုလ်တိုင်းဟာ32ပုံရှိတယ်ဆိုတာလက်ခံရမှာပေါ့ကံကိုလက်မခံဘူးဆိုရင်တော့32ပုံလက်ခံမှာမဟုတ်ဘူးပေါ့ရသော်ဘုရားသခင်ကိုရောမြတ်ကဖန်ဆင်းတဲ့ဝါဒကိုလက်ခံတာလည်းမဟုတ်ဘူးအကြောင်းမဲ့ဝါဒကိုလက်ခံတာလည်းမဟုတ်ဘူးတကယ်အဖြစ်မှန်ကိုအကြောင်းနဲ့အကျိုးအကောင်းနဲ့အဆိုးသေချာခွဲခြားပြီးကိုယ်တိုင်သိရှိတာကိုမြတ်စွာဘုရားကလောကကြီးအကြောင်းကိုဟောတော်မူတယ်လောကကြီးဟာကြည့်မယ်ဆိုလို့ရှိရင်တတ္တလောကတဲ့သင်္ခါရလောကတဲ့ဩကာသလောကလို့လောကကြီး၃မျိုးရှိတယ်အဲ့ဒီလောကကြီးအကြောင်းကိုမြတ်စွာဘုရားကိုယ်တိုင်သိတော်မူလို့လောကဝိတုလို့ခေါ်တာမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေဆိုတာကြည့်လိုက်ပြီးတော့ကြည့်မယ်ဆိုရင်မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေဟာကိုရောမြတ်ရရှိထားတဲ့အရည်အချင်းတွေကြီးပဲတခြားဘာသာတွေကဘုရားကြည့်မယ်ဆိုလို့ရှိရင်သူတို့ရဲ့ဂုဏ်တွေကတတ္တဝါတွေနဲ့ဆက်ဆက်ပြီးတော့ပြောနေတာတွေပဲများတယ်ဖန်ဆင်းတော်မူတဲ့စွမ်းအားတို့ဟုတ်လားတဏှာတော်မူတဲ့ကရုဏာတရားတို့ဒါမျိုးတွေကြီးပဲများတယ်ဟောဂေါရမမြတ်စွာဘုရားဂုဏ်တော်တွေထဲမှာဖန်ဆင်းတော်မူတယ်ဆိုတာပါလားမပါဘူးဘလောက်ကြည်နက်เสียကောင်းလို့ဆိုရင်မြတ်စွာဘုရားရဲ့အရေးချင်းမှကြည့်အရဟံဆိုတဲ့ဂုဏ်တော်လေးတစ်ခုကြည့်လိုက်တာနဲ့ပဲအလွန်ကြည်နက်เสียကောင်းတယ်အရဟံကိုအဓိပ္ပာယ်မျိုးစုံဖွင့်ကြတယ်ကျမ်းစာတွေမှာအဓိပ္ပာယ်၅မျိုးဖွင့်ပြတယ်၅မျိုးထဲလည်းပို့ပြီးတော့ဖွင့်ပြကြတယ်အဲ့ဒီ၅မျိုးထဲကကျင့်တတ်စရာအကောင်းဆုံးတစ်ခုကြည့်လိုက်မယ်ဆိုရင်အရဟစိတ်ကြွယ်ရာဆိုတာမရှိဘူးတဲ့မကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်စိတ်ကြွယ်ရာမရှိဘူးမြတ်စွာဘုရားမှာစိတ်ကြွယ်ရာမရှိဘူးဆိုလိုတာကစိတ်ကြွယ်ရာမရှိဘူးဆိုတာမြတ်စွာဘုရားသည်စိတ်ကြွယ်ရာ၌တော်လဲမကောင်းမှုကိုမလုပ်ဘူးလို့ပြောတယ်ဒီကနေ့ခေတ်လူကြီးလူကောင်းလို့ပြောတဲ့ပုဂ္ဂိုလ်တွေဟာတဦးတယောက်တည်းဘယ်သူမှမမြင်ဘူးသူတယောက်တည်းနေရင်မကောင်းမှုလုပ်ကောင်းလုပ်မိလိုက်တယ်မြတ်စွာဘုရားမှာတော့အဲ့လိုစိတ်ကြွယ်ရာဆိုတာမရှိဘူးတဲ့လူတွေကတယောက်တည်းနေလို့ရှိရင်ဘယ်သူမှမြင်တာမဟုတ်ပဲဆိုပြီးတော့လုပ်လို့ရှိတတ်ကြတယ်လေလူရဲ့သဘာဝအတိုင်းကိုနေခြင်းတို့နေမယ်ကိုပြောခြင်းတို့ပြောမယ်ဆိုရင်ဒါကိုပဲခုံတင်ပြီးတော့လွတ်လပ်မှုလို့သတ်မှတ်ကြတယ်လူကြားတဲ့သူကြားတဲ့ကြတော့ဟန်ဆောင်ကြရတာလူသူမရှိဘူးဆိုလို့ရှိရင်ဒါလွတ်လပ်မှုလို့သတ်မှတ်ပြီးတော့လုပ်ချင်ရတော့မယ်ပေါ့မြတ်စွာဘုရားမှာမကောင်းတာလုပ်ဖို့လွတ်လပ်မှုဆိုတဲ့လွတ်လပ်တယ်ဆိုတဲ့နေရာရှိကိုမရှိဒါကြောင့်မြတ်စွာဘုရားကလည်းဟောတယ်နတ္ထိလောကေရဟောနာမပါပကမ္မပကရုပ္ပတောမကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်ဖို့တကယ်စင်စစ်ကတော့စိတ်ကြွယ်ရဆိုတာမရှိပါဘူးတဲ့ကိုယ်ကစိတ်ကြွယ်ရရှိတယ်လို့သာထင်နေတာဘာဖြစ်လို့စိတ်ကြွယ်ရမရှိတော့ဆိုအတ္တတေပုရိသဇာနာကိုသိနေတာပဲစိတ်ကြွယ်တော့သူများမသိပေမဲ့ကိုသိတယ်ကိုသိနေတာကိုကပဲကိုစိတ်ကိုမလုံးစရာလေငါကောင်းတယ်ငါမကောင်းဘူးဘယ်သူအရင်သိကိုသိနေတာဘယ်လိုလုပ် secret လုပ်လို့ရကိုလိမ်လို့မှမရဟုတ်တော့ top secret လို့သာပြောတယ်နော်ကိုကသိနေပြီမသိတဲ့လူရှိမှမရှိပဲနဲ့သိတဲ့လူလေးရှိပဲနောက်ဆုံးပဲကိုနားမှာမမြင်ရတဲ့တ attva တွေကိုကမမြင်လို့မရှိဘူးထင်တာကိုပြီးပင်အိုင်းနေဘယ်လောက်ရှိနေမှမသိဘူးနဲ့6ကြည့်နေတဲ့မျက်လုံးကနော်6မကြည့်ပေမဲ့လို့မြင်နေရတဲ့ပုဂ္ဂိုလ်တွေလောကမှာသူတစ်ပါးစိတ်သိတဲ့ပုဂ္ဂိုလ်တွေတို့ဝိလံတဲ့ဒေသကိုလှမ်းပြီးတော့မြင်နိုင်တဲ့ဒိဗ္ဗစက္ခုရှိတဲ့ပုဂ္ဂိုလ်တွေတို့နတ်တွေတို့ဆိုတာမြင်နေရတယ်ကိုကမမြင်ပေမဲ့သူကမြင်ကိုကတော့စိတ်ကြွယ်ရာထင်ပြီးတော့လို့ဟ
တကယ်ကတော့စိတ်ကြွယ်ရဆိုတာမရှိဘူးမြတ်စွာဘုရားရဲ့အည်သွေးရမကောင်းတာဆိုတာစိတ်ကြွယ်ရမှတောင်မလုပ်ဘူးဆိုရင်ကန်းကုန်နေပြီပေါ့ဒါကြောင့်မို့လို့ကျင့်တတ်เสียကောင်းတမ္မာတဘုဒ္ဓကြည့်လိုက်အောင်မလားအလွန်ကျင့်တတ်เสียကောင်းတယ်တမ္မာဆိုတာမှန်တဲ့အတိုင်းတန်ကိုယ်တိုင်ဗုဒ္ဓသိတယ်မှန်ကန်တဲ့အတိုင်းကိုယ်တိုင်သိတာသူများကသင်ပေးလို့သူများစီကတဆင့်သိရတာမျိုးမဟုတ်ဘူးကိုယ်တိုင်သိတာကိုယ်တိုင်သိတာနဲ့သူများစီကတဆင့်ပြောတာနဲ့ဘယ်တူမလဲသူများစီကတဆင့်ကြားတာပြောလို့ရှိရင်တော့လွဲချင်လွဲမှာပေါ့ဟိုလူကမှားနေရင်ကိုယ်လည်းမှားမှာပေါ့ကိုယ်တိုင်သိတာကြတော့မှားမှမရှိတော့တာဟုတ်ဒါကြောင့်မို့လို့မြတ်စွာဘုရားကအမေတ္တမကျေနပ်เสียအားကိုးเสียကောင်းတယ်တမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာစရဏတမ္မာနောကြည့်လိုက်အောင်မလားဝိဇ္ဇာဆိုတာပညာဘက်ကပြည့်စုံနေပြီပညာတော့တော်ပါရဲ့အကျင့်ကမကောင်းဘူးလို့ပြောရမယ့်ပုဂ္ဂိုလ်မျိုးလည်းမဟုတ်ဘူးစရဏဆိုတဲ့အကျင့်တရားနဲ့လည်းပြည့်စုံတယ်ဆိုအတိညာဘက်ကလည်းပြည့်စုံတယ်အကျင့်ဆိုတဲ့စရဏတရားဘက်ကလည်းပြည့်စုံတယ်ဆိုအကျင့်လည်းကောင်းတယ်အတိညာလည်းထက်မြက်တယ်ဆိုတော့ဟောလမ်းညွှန်ပေးဖို့ရတဲ့လုံလောက်တဲ့အနေအထားမျိုးရှိတယ်တခြားဘုရားတွေမှာဒီလိုဂုဏ်မျိုးတွေမရှိသူတို့စာအုပ်တွေဖတ်ကြည့်ဒီဂုဏ်မျိုးမတွေ့ရဖန်ဆင်းတော်မူတဲ့အရှင်သခင်ပဲဒါပဲနော်တခါတလေဖန်ဆင်းတော်မူတဲ့အရှင်သခင်ကစိတ်ဆိုးတော်မူသေးတယ်စိတ်ဆိုးတော်မူပြီးတော့ဓာခတ်တော်မူလိုက်သေးတာပေါ့သူခိုင်းထားတဲ့မလုံးရကောင်းလားဆိုပြီးတော့စိတ်ဆိုးပြီးတော့ဓာခတ်တော်မူသေးတယ်ကဲကောရမမြတ်စွာဘုရားကဒါမျိုးမှမဟုတ်ပဲဟုတ်တချို့ကတူတယ်ထင်တာဘုရားဆိုတာတဆူလေးပဲရှိတယ်နဲ့ရောင်ရောင်ဝါးဝါးလုပ်ပြီးတော့ပြောရကြတယ်ဘုရားဆိုတာတဆူလေးပဲအဲ့ဒီတဆူဆိုတာဘယ်သူလို့ဆိုတော့သူတို့ယုံကြည်တယ်ဘုရားတကယ်တော့ကောရမမြတ်စွာဘုရားဟောဒီရည်သွေးတွေကြောင့်ဘုရားဖြစ်တာတဲ့ဒါဘုရားရဲ့အရည်သွေးလို့ခေါ်တယ်ကဲဘုရားဆိုရင်ပြောတဲ့ဒီရည်သွေးတွေရှိရလားလို့မေးရမှာဒီရည်သွေးတွေမှာမရှိဘူးဥပမာပဲအကျင့်လည်းမကောင်းဘူးအသိဉာဏ်လည်းမပြည့်စုံဘူးဆိုတဲ့ပုဂ္ဂိုလ်တယောက်ရဲ့လမ်းညွှန်မှုဟာဘယ်လိုလုပ်မှန်နိုင်မှာတော့တဲ့သူဟောပြောတဲ့စကားလည်းဘယ်လိုလုပ်စိတ်ချရမှာတော့လို့သူကတော့ကိုယ်တိုင်ကျင့်ပြီးတော့ပေါက်ရောက်သွားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ကိုယ်တိုင်မကျင့်မဲနဲ့ဟောနေတာမဟုတ်ဘူးသူကတဆိုတာအောင်မြင်ပေါက်ရောက်ပြီးသားပုဂ္ဂိုလ်တတိယဖြင့်အကျိုးရှိတဲ့စကားမှန်တဲ့စကားသူကြိုက်ခြင်းနေပါစေမကြိုက်ခြင်းနေပါစေအကျိုးရှိပြီးတော့မှန်ကန်တဲ့စကားဆိုလို့ရှိရင်အခါအားလျော်စွာပြောကြားလေးရှိတယ်ဆိုရယ်တကြီးကျွေးပြောရေးဆိုတာနဲ့ပတ်သက်ပြီးတော့ချီးမွမ်းတယ်တနည်းအားဖြင့်လည်းသူကတဆိုတာသုံးတရံနိဗ္ဗာန်ကိစ္စတိကိုယ်တိုင်အောင်မြင်ပေါက်ရောက်ပြီးတဲ့ပုဂ္ဂိုလ်ကိုယ်တိုင်ရောက်တဲ့နေရာကိုလမ်းညွှန်မှုပြုတယ်ဆိုတာကိုယ်တိုင်မှမသွားဘဲနဲ့သူများကိုပို့ပေးတယ်ဆိုတာဟုတ်မှာမဟုတ်ပဲနော်ဒီတရားကိုယ်တိုင်သွားပြီးတော့ကိုယ်တိုင်ရောက်တဲ့နေရာကိုပို့ပေးတာလမ်းညွှန်ပေးတာဒါကြောင့်မို့သူကတအောင်မြင်ပေါက်ရောက်ပြီးတဲ့ပုဂ္ဂိုလ်လို့ဒီလိုအဓိပ္ပာယ်တစ်မျိုးနဲ့ဖွင့်ဆိုတာရှိတယ်နော်နောက်တစ်ခုကလောကဝိတုတဲ့ခြေနှက်ဆရာကောင်းတာခေါင်းကပြောတဲ့တတ္တလောကသင်္ခါရလောကဩဃတလောကလောကကြီးရဲ့အကြောင်းကိုကုံစင်အောင်သိထားတယ်ကုံစင်အောင်သိထားတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်လောကအကြောင်းဆိုတဲ့ထက်မှာလူတွေအကြောင်းကောင်းကောင်းသိတတ္တဝါတွေအကြောင်းကောင်းကောင်းသိတတ္တလောကဆိုတာတတ္တဝါတွေအကြောင်းကောင်းကောင်းသိဘယ်စိတ်တွေမွေးရင်ဘယ်လိုအကျိုးတွေပေးမယ်ဘယ်ဘုံရောက်မယ်ထိုတတ္တဝါတွေရောက်မဲ့ဘုံတွေရဲ့အခြေအနေတွေကိုလည်းအကုန်သိနိုင်တယ်ဩကာသလောကသင်္ခါရလောကဆိုတာအကြောင်းတရားတွေကစုပြီးတော့ဖန်တီးထားတဲ့သင်္ခါရလောကကြီးရဲ့မမြဲတဲ့သဘောတွေကိုလည်းပြည့်ပြည့်စုံစုံသိတယ်ဆိုဟောမြတ်စွာဘုရားမကြံမကျွင်းအောင်အကုန်လုံးသိတယ်ရှင်းတဲ့လောက်ဆရာကောင်းတာသိစရာတွေရှိသမျှကိုဉာဏ်တော်ကြီးကအကုန်သိတယ်အဲ့ဒါကိုစာပေမှာဘယ်လိုပြောတော့ဆိုယာဝတ္တကံညေယံတာဝတ္တကံညာဏံတဲ့သိစရာရှိသလောက်ဉာဏ်ကြီးကလည်းကျဲတယ်သိစရာတွေအတိုင်းတာကသိစရာအတိုင်းတာတိုင်းဉာဏ်ရဲ့အတိုင်းတာတူညီတယ်လို့ပြောတာနော်
ဆိုပါစို့သိเสียတွေကတမိုင်ပတ်လည်းရှိတယ်ဆိုရင်ဉာဏ်ကြီးကလည်းတမိုင်ပတ်လည်းရှိတယ်ပေါ့ဒါပြောတာဉာဏ်နဲ့သိเสียနဲ့မကျွတ်မချင်သိเสียတွေကတမိုင်ပတ်လည်းရှိတယ်နော်ဉာဏ်လေးကတော့တထွာပတ်လည်းလေးလောက်ဆိုဘယ်ရမလို့ပေါ့ဘယ်ကုန်မလဲအများကြီးကျန်နေမယ်ဩမြတ်စွာဘုရားကျတော့အဲ့လိုမဟုတ်ဘူးယာဝတ္တကံညေးရန်တဲ့သိเสียတွေရှိသလောက်တာဝတ္တကံဉာဏ်တော်ကြီးကလည်းအကုန်လိုက်သိတယ်ဆိုတော့ဘာမှမကြံဘူးလို့ပြောတယ်ဘာမှမကြံဘူးအဲ့လိုမကြံအောင်သိတာလောကဝိတုမြန်မာပြည်မှာတစ်ချိန်တုန်းကမြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့စောရကတက်တယ်ဘုရားရဲ့ဉာဏ်နဲ့ပတ်သက်ပြီးသဗ္ဗညုတဉာဏ်ဆိုတာရှိသလားဆိုပြီးဒီလိုပုဂ္ဂိုလ်မျိုးတွေကလည်းထွက်လာသေးတယ်နော်သဗ္ဗညုတဉာဏ်ဆိုတာမြတ်စွာဘုရားရဲ့သဗ္ဗညုတဉာဏ်ဟာရှိသလားတချို့လည်းရောရောင်ပြီးတော့လျှောက်ပြီးတော့စာရီထဲမှာရေးကြတာရှိတယ်ဗုဒ္ဓနဲ့ဗုဒ္ဓဝါဒဆိုနာမည်တက်ပြီးတော့အဲ့ဒီထဲမှာကိုယ်ဝါဒတွေရေးတာတွေရှိသေးတယ်အမေတ္တမတတိထားစရာကောင်းတယ်ပေါ့အဲ့ဒီထဲမှာဘယ်လိုရေးထားလို့ဆိုရင်မြတ်စွာဘုရားကသူ့ကိုသဗ္ဗညုတဉာဏ်ရှိတယ်လို့ဝန်မခံဘူးတဲ့ဆိုပြီးတော့သူက recall လုပ်တယ်ညွှန်းတဲ့တုတ်တွေကဘာတုတ်တွေတော့ဆိုအဲ့ဒီညွှန်းတဲ့တုတ်တွေထဲမှာဘယ်လိုအဓိပ္ပာယ်ရှိတော့တေချာစာကိုဖတ်ပုံမရဘူးအဲ့ဒီထဲမှာတတတံသမိတံညာဏထတနာဇာဂရတောပိသုဒ္ဓတောပိစရတောပိဒိဋ္ဌတောပိအဲ့ဒီစကလုံးလေးတွေပါတယ်တခြားဘုရားနဲ့ခစ်ပြိုင်အယူဝါဒရှိတဲ့မဂ္ဂလိခောတာလစတဲ့ပုဂ္ဂိုလ်တွေကသူတို့မှလည်းသဗ္ဗညုတဉာဏ်ရှိတယ်လို့ဝန်ခံကြတယ်သူတို့ဝန်ခံတဲ့သဗ္ဗညုတဉာဏ်ကဘယ်လိုအမျိုးအစားတုံးလို့ဆိုလို့ရှိရင်အိမ်နေတုံးဖြစ်စေတဲ့ရနေတုံးဖြစ်စေသွားနေတုံးဖြစ်စေဘယ်ချိန်မှမဆိုသူ့ဉာဏ်ကြီးကရှိနေတယ်လို့ဝန်ခံတာဒါအဓိပ္ပာယ်မှမရှိပဲအိပ်ပျော်နေတာဘယ်လိုလုပ်ဉာဏ်ရှိမလို့အဲ့ဒီစကားလုံးပါတာကိုသတိမထားဘူးမြတ်စွာဘုရားကအဲ့ဒီဉာဏ်မျိုးရှိသလားလို့မေးတဲ့အခါကျတော့မရှိဘူးလို့ဖြေတာပေါ့ဘယ်ရှိမလို့အိပ်နေတုံးဆိုတာနော် omnipresent ဆိုတာထာဝရအမြဲတမ်းရှိနေတယ်ဆိုတော့ဘယ်ဟုတ်မလဲဒါလည်းယုတ်တိလည်းမရှိဘူးထာဝရအမြဲရှိနေတယ်ဆိုအဲ့ဒီလိုဉာဏ်မျိုးတော့မြတ်စွာဘုရားမှာမရှိဘူးကျိတ်ဆက်တော်မူနေတဲ့အချိန်ဘယ်ဉာဏ်ရှိမလဲကျိတ်ဆက်နေရင်တော့ဘဝင်စိတ်ပဲဖြစ်မှာပေါ့အိပ်ပျော်နေတာကိုအဲ့တော့အချိန်မရွေးဉာဏ်ကြီးဟာမြည်ကြီးထွန်းထားရင်လင်းနေတယ်လို့အချိန်ရွေးလင်းနေတယ်လို့ဒီလိုဝန်ခံတာဟာတော့ရည်စရာကြီးပေါ့မြတ်စွာဘုရားကိုယ်တိုင်ကလည်းဝေဖန်ထားတယ်တချို့ဘုရားတွေကတဲ့သူတို့မှဒီလိုအိတ်နေတုံးရောနိုးနေတုံးရောသွားနေတုံးရောထိုင်းနေတုံးရောအမြဲတမ်းဉာဏ်တော်ကြီးကလင်းနေတယ်လို့ပြောတယ်တဲ့ဒါပေမဲ့လို့လမ်းမားလို့လမ်းမသိလို့လမ်းမေးရတာရှိတယ်တဲ့နာမည်မသိလို့မေးရတာရှိတယ်တဲ့မဟုတ်တဲ့လမ်းရောက်သွားလို့ဒုက္ခရောက်သွားတာတွေရှိတယ်တဲ့ကဲဘယ်လိုလုပ်အမြဲတမ်းဉာဏ်ကြီးရှိနေရင်လမ်းမားပါမလားမှားနိုင်ဘူးလမ်းမေးစရာရောလိုသေးလားမလိုဘူးမြတ်စွာဘုရားမှာရှိတဲ့သဗ္ဗညုတဉာဏ်မျိုးဆိုတာဘယ်လိုဟာတော့ဆိုရင်သိချင်လို့ကြည့်လိုက်လို့ရှိရင်အချင်းချံမရှိအောင်သိတယ်ဉာဏ်သိချင်ပြီးဉာဏ်ကိုအသုံးချပြီးဉာဏ်ဆိုတာဓာတ်လိုပဲလေအိမ်နဲ့ထည့်ထားလို့ရှိရင်ဘယ်ခုံးလို့ရအောင်ထုတ်ပြီးအသုံးပြုပြီးဆိုလို့ရှိရင်မြင်နိုင်စွမ်းရှိတယ်လို့ဒါပြောတာဘုရားရဲ့သဗ္ဗညုတဉာဏ်စွမ်းအားပါဒီအကြောင်းအရာတစ်ခုကိုသိချင်လို့ကြည့်လိုက်ပြီဆိုရင်ဘာမှမကြံရအောင်အပိတ်ပင်တားဆီးမရှိအောင်မရှိတာအဲ့ဒါအနာဝရဏလို့ခေါ်တယ်ပိတ်ပင်တားဆီးမရှိတဲ့ဉာဏ်သစ္စုပ္ပါမှာပဲဖြစ်စေအတိတ်မှာပဲဖြစ်စေအနာဂတ်မှာပဲဖြစ်စေဘလောက်ဝေးကွာဘလောက်နဲ့ဘလောက်ခက်ခဲသိချင်လို့ဥလဲလိုက်ပြီဆိုရင်အကုန်မြင်ရတယ်လို့ပြောတာအကုန်သိရတယ်လို့ပြောတာမသိချင်ဘူးဆိုလို့ရှိရင်တော့ဒီဉာဏ်ကပဲအလုံးလုံးမယ်ဒါသဘာဝမဟုတ်ဘူးမသိချင်ပဲနဲ့သူ့ဟာသူလိုလာသိနေဘယ်လိုအိတ်တို့ရမလဲနော်အဲ့တော့ omnipresent ဆိုတာမဖြစ်နိုင်ဘူးပေါ့အဲ့တော့မြတ်စွာဘုရားရဲ့သဗ္ဗညုတဉာဏ်ကခုနလိုအိတ်နေတုံး
အမြဲတမ်းရှိနေတဲ့သဗ္ဗညုတဉာဏ်မျိုးတော့ဘုရားလက်မခံဘူးအဲ့ဒီလက်မခံတာကိုပဲရောပြီးဘုရားမှာသဗ္ဗညုတဉာဏ်မြတ်စွာဘုရားလက်မခံမှုကိုရောရောင်ရေးတာမျိုးတွေရှိတယ်ဗမာပြည်မှာစာအုပ်တွေပြီးတော့အဲ့ဒီလိုစာအုပ်ထဲမှာပဲနိုင်ငံသားကရေးတာတွေကိုဟုတ်ထင်ပြီးတော့အင်္ဂလိပ်လိုရေးလိုက်လို့ရှိရင်တချို့မြန်မာပြည်ကအင်္ဂလိပ်စာတတ်ပုဂ္ဂိုလ်တွေကလည်းအင်္ဂလိပ်လိုရေးလိုက်လို့ရှိရင်အဟုတ်ထင်တယ်အဲ့ဒါလည်းပဲတတိထားစရာလေးတစ်ခုပါအခုလိုပြောရတာဟာသူများကိုပြစ်တင်ကဲ့ရဲ့ရှုတ်ချလို့ရေးပြောတာမဟုတ်ဘူးတတိထားဖို့ပြောတာအဲ့မြန်မာလိုရေးထားတဲ့နိုင်ငံခြားအင်္ဂလိပ်လိုရေးထားတဲ့စာအုပ်တွေကိုကိုးကားပြီးတော့နောက်ရောက်လိုက်ထားတဲ့စာအုပ်တွေထဲမှာဘာတွေရေးထားလဲဆိုမြတ်စွာဘုရားက30ပုံကိုလက်မခံဘူးတဲ့ဗြဟ္မပြည်ရှိတယ်ဆိုတာမြတ်စွာဘုရားလက်မခံဘူးတဲ့ဟောတာသူဆွဲထားပြီးတော့ဘာကိုအကိုးကားပြတော့လို့ဆိုတဲ့အခါကျတော့တေဝိသတုတ်မှာတဲ့မြတ်စွာဘုရားကဝါတိဋ္ဌဆိုတဲ့ပုံသားကိုမေးတယ်မင်းတို့ဆရာတွေရောဗြဟ္မာကိုမြင်ဘူးလားလို့မေးတော့မမြင်ဘူးဒါဖြင့်မင်းတို့ဆရာကြီးတွေရောမြင်ဘူးလားဆိုမမြင်ဘူးဒါဖြင့်မင်းတို့ဝေရချမ်းပြုရှေးဟောင်းယသိကြီးတွေကရောဗြဟ္မာကိုမြင်ခဲ့ဘူးလားဆိုမမြင်ဘူးဒါဖြင့်မင်းတို့ရောမမြင်ဘူးပဲနဲ့ပြောနေကြတာရမ်းပြီးတော့ရှေ့ကလူကလည်းမမြင်နောက်ကလူကလည်းမမြင်ဘူးဆိုတော့မျက်မမြင်သူကန်းတွေရဲ့အစဉ်အတန်းကြီးလို့ဖြစ်နေတာပေါ့လို့မြတ်စွာဘုရားပြောအဲ့ဒီစကားလေးကိုထောက်ပြီးတော့သူကကြည့်တယ်မြတ်စွာဘုရားကဗြဟ္မာမရှိဘူးလို့ပြောတယ်ဟောအဲ့ဒီစာပိုက်လေးရဲ့နောက်ကိုဆက်ဖတ်လိုက်လို့ရှိရင်ဘုရားကဘယ်လိုပြောတာလဲဆိုတော့အဲ့ဒါကြတော့မြုပ်ထားလိုက်တယ်မြတ်စွာဘုရားကဘယ်လိုဆက်ပြောတော့ဆိုဝါတိဋ္ဌငါကဗြဟ္မာကိုလည်းမြင်ဘူးတယ်ဗြဟ္မပြည်ရောက်ကြောင်းတရားကိုလည်းသိတယ်ဆိုအဲ့ဒါကြတော့ထက်မရေးတော့ဒါကြောင့်မို့လို့ဘုရားရှင်ကိုလေးလာမယ်ဆိုလို့ရှိရင်မူရင်းချမ်းကိုဖတ်ပါမြတ်စွာဘုရားတရားတော်ကိုလေ့လာမယ်ဆိုရင်မူရင်းချမ်းကိုဖတ်ပြအောင်ဖတ်ကိုးထားတာလေးနဲ့မကျေနပ်နဲ့ဘုရားရဲ့ယူဝါဒကိုမိမိရဲ့အယူအဆတွေနဲ့ pollution လုပ်တယ်ပေါ့ pollution လုပ်တယ် polluted ဆိုတာနော်ညစ်နွမ်းစေလေကိုညစ်နွမ်းစေတာ air pollution ရေကိုညစ်နွမ်းစေလို့ရှိရင် water pollution နော်အတန်လေးဆူညံနေလို့ရှိရင် noise pollution အလင်းရောင်လေးသိပ်များနေလို့ရှိရင်ဒါ light pollution ပဲမာယွန်းတဲ့အယူဆတွေထပ်ပြီးတော့ပြောလို့ရှိရင် view pollution ပေါ့အဲ့ဒါကြောင့်မလို့အမတန်တတိထားစရာကောင်းတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ဟောထားတဲ့မူရင်းချမ်းဆိုလိုတာကတပိုင်းတစတော့လက်ခံတယ်တပိုင်းတစလက်ခံမှုဆိုတော့ဘာနဲ့တူလို့ဆိုရင်ငါကြိုက်ရင်အမှားငါမကြိုက်တာအမှားဆိုဒီပုံစံမျိုးရောက်နေတယ်နော်မကိုးဘူးဆိုရင်တစ်တုံလုံးမကိုးနဲ့လေမကိုးဘူးဆိုတစ်တုံလုံးမကိုးနဲ့ကိုးပြီဆိုလို့ရှိရင်ချမ်းမထားနဲ့အကုန်ကိုးရမယ်ရှေ့စကားနောက်စကားအကုန်လုံးပြည့်ပြည့်စုံစုံထည့်ရမယ်ကိုလိုချင်တဲ့အပိုက်ကလေးကိုဖြတ်ယူပြီးတော့ကိုလိုချင်တဲ့ဒီကုံ conclusion ဆွဲတာကတော့အမေဓမ္မဆိုးပါတယ်တဲ့ဒါမျိုးတွေရှိတယ်ဆိုတော့ဘုန်းကြီးတို့ငယ်ရွယ်စဉ်ကလည်းအဲ့ဒီစာအုပ်ကိုဖတ်ဖူးတယ်အဲ့ဒီဖတ်ပြီးတော့စိတ်ဝင်စားလို့ဖတ်ထားပြီးတော့အဲ့ဒီစာအုပ်ရဲ့ရှေ့ပိုင်းစာရွက်အလွတ်မှာရေးထားတယ်ဤစာအုပ်သည်ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒဟုနာမည်တတ်ထားတော်လေသူ့ဝါဒတွေကိုသာတင်ပြထားသည်ဖြစ်၍ဖတ်တဲ့လူတိုင်းသတိထား၍ဖတ်ကြပါလို့တကယ်တော့ဘုရားဝါဒအစစ်မှာဟုတ်မှာမဟုတ်ခဲ့နော်သူကိုးတဲ့တုတ်တွေကြည့်ဟုတ်မှာမဟုတ်တာတချို့ကကြတော့ဘာလို့ဆိုရင် interpretation problem ဘာသာပြန်မှုတွေမမှန်ဘူးတုတ်တန်တစ်ခုဆိုလို့ရှိရင်စမ်းပြီးလို့ပြောရမယ်ဆိုရင်အဋ္ဌိအတ္တာနတ္ထိအတ္တာဆိုတဲ့မေးခွန်းနဲ့ပတ်သက်ပြီးတော့ဘာသာပြန်ထားတာတလွဲဘာသာပြန်ပြီးတော့မြတ်စွာဘုရားကတဲ့အတ္တကိုရှိတယ်လို့လည်းမပြောခဲ့ဘူးတဲ့မရှိဘူးလို့လည်းမပြောဘူးရောင်လဲလဲလောက်ထားတဲ့ဆိုပုံစံမျိုးရေးထားနော်တကယ်ကတော့ရောင်လဲလဲကသူလုံနေတာအဲ့ဒါကိုဘုရားကိုရောင်လဲလဲလောက်တယ်လို့ထင်အောင်လောက်တာဘာသာပြန်တာမှားနေတယ်
Ati Atta ဆိုတဲ့အိဗယ် Ati Natti ဆိုတာတာမန်အရှိကိုပြောတာမဟုတ်ဘူး Ati ဆိုတဲ့အရှိကြီးထာဝရအရှိကိုပြောတာဒီနေရာမှာ Atta ဆိုတဲ့ယူဆချက် Atta ဆိုတဲ့သဘာဝတကယ်ရှိထာဝရရှိနေတာလားလို့ဆိုတာဒါတတ္တဝါဒအမေးခွန်းပဲဒီမှာ Atta ဒီအမြဲထာဝရရှိနေသလား Atta ကိုကင်ပြီးတော့မေးတယ်မေးခွန်း Atta ဒီထာဝရရှိနေသလားလို့ဒီလိုပြန်ရမှာအဲ့လိုမပြန်ဘဲနဲ့ Atta ရှိသလားလို့ဆိုရင်မေးခွန်းပြန်လိုက်တာဆိုတော့ interpretation ကမှန်မှမမှန်ဘာသာပြန်တာမှားသွားAti Atta ရဲ့အဓိပ္ပာယ်က Atta ဒီထာဝရရှိနေတာလားလို့မေးတာထာဝရမြဲနေသလားလို့မေးတဲ့သဘောပဲ Natti Atta ဆိုတာ Atta ဒီထာဝရမရှိဘူးလားဒါဥစ္စေတဝါဒကိုမေးတာမြတ်စွာဘုရားက Atta ကိုမှလက်ခံမထားသည့်အတွက်ကြောင့် Ati Natti ဆိုတာဘယ်လိုလုပ်လာမှာတော့လာလို့ပဲလုပ်ရမှာတော့ Atta မှာမရှိတာကိုမရှိတဲ့ Atta ကိုမြဲသလားမမြဲဘူးလားလို့မေးရင်ဘယ်လိုဖြေလို့ရနော်ဖြေလို့မရတဲ့မေခွန်းကြီးကိုဒါကြောင့်မြတ်စွာဘုရားမဖြေတာကိုပဲဘုရားကိုရောင်းတယ်လေလုပ်တယ်လို့ထင်အောင်ရေးကြသေးတယ်ဒါလည်းတတိထားစရာအချက်ပဲအဲ့တော့30ဘုံဆိုတာဒီပြီးတော့မှသင်္ဃာချမ်းပါရင်ရေးတာမဟုတ်ဘူးတခြားနေရာတွေမှာလည်းပဲဘုံတွေအကြောင်းပါတာပဲဒီ30ဘုံဆိုတာအယမ်းမဲ့ပြောတဲ့ဘုံတွေမဟုတ်ဘူးဒီအလုပ်လုပ်လို့ရှိရင်ဒီအလုပ်လုပ်လို့ရှိရင်ဒီအကျိုးမျိုးရမယ်ဒီလမ်းလျှောက်ရင်ဒီစခန်းရောက်မယ်လို့ပြောတဲ့ဘုံတွေကြီးပဲအကုန်လုံးအဲ့ဒီဘုံတွေရဲ့ဘယ်လိုတ attva မျိုးတွေကအဲ့ဒီဘုံကိုရောက်တယ်သူတို့ရဲ့ပရိသေစိတ်တွေကဘာတွေလဲထိုဘုံမှာဘယ်လိုနေရတယ်ထိုင်ရတယ်အစပြီးတော့အသေးစိတ်ခေါ်ထားတာနော်တိတိကျကျခေါ်ထားတဲ့ဟာရန်တမ်းပြီးတော့ပြောပြီးတော့ဟောတဲ့တရားမျိုးမဟုတ်ဘူးတဲ့ဒါကြောင့်မို့လို့တခါတရံများ30ဘုံဝါဒဖျားမဟုတ်ဘူးမျက်စိနဲ့မမြင်ရလို့မရှိဘူးလို့များတချို့တလေအယူဆမှားယွင်းမှဆုံးလို့ပြောပြတာနော်ရှိနိုင်တယ်ဆိုတာကိုမမြင်ရပေမဲ့လို့ရှိနိုင်တာတွေရှိနေတာတွေအလောကမှာအများကြီးရှိတယ်ပေါ့လူတွေမြင်ရတာလူချင်းချင်းတော့မြင်ရမှာပေါ့တရိစ္ဆာန်တွေကိုမြင်ရတယ်အဲ့တော့ငရဲဆိုတာမမြင်ရဘူးတိတ်တာဆိုတာမမြင်ရဘူးနတ်တွေဆိုတာမမြင်ရဘူးမမြင်ရတာနဲ့မရှိဘူးလို့ပြောလို့မရဘူးတဲ့ကံတရားတွေရှိနေတယ်မတူညီတဲ့ကံတရားတွေကမတူညီတဲ့ဘုံဘဝကိုဖန်တီးမှာပဲလေမတူညီတဲ့ဘုံဘဝကိုရပြီးတော့မတူညီတဲ့ဘဝမှာနေကြရမှာဖြစ်တယ်ဒါကြောင့်မို့လို့ကိုမသိပေမဲ့လို့ဘုံဘဝတွေမတူညီဘူးဆိုဥပမာပဲဆိုရလို့သမထကျင့်စဉ်တစ်ခုကျင့်တဲ့ပုဂ္ဂိုလ်တရားဟာသမထကျင့်စဉ်ကိုမကျင့်တဲ့ပုဂ္ဂိုလ်နဲ့တူတူဖြစ်ရမယ်ဆိုရင်ယုတ်တိရှိပါမလားရှိပါဘူးဗျာသမထကျင့်စဉ်တစ်ခုကိုကျင့်လို့ဇံရသွားတယ်မနေ့ကပြောခဲ့တဲ့ပထမဇံရတယ်ဒုတိယဇံရတယ်တတိယဇံရတယ်သရုတ်ထဇံရတယ်ပစ္စမဇံရတယ်ဟောအမြဲတမ်းထူးခြားတဲ့ကျင့်စဉ်တွေရောက်သွားပြီးတော့နိဗ္ဗာန်မရသေးပဲနဲ့ဇံနေရတယ်ဆိုဒီပုဂ္ဂိုလ်တွေကလူပဲဖြစ်ရမယ်ဆိုလို့ရှိရင်ဘာထူးမှာတော့အဲ့တော့ဒီဇံပင်ရင်ရထားတဲ့ပုဂ္ဂိုလ်တွေရဲ့ဖြစ်ရဗြဟ္မာဘုံဆိုတာရှိကိုရှိရမှာပေါ့ဘာလို့လဲဆိုမတူညီတဲ့လောက်ရတဲ့သူ့မှာရှိနေတယ်ထူးခြားတဲ့လောက်ရတဲ့သူလောက်ထားတယ်ဒါတခုနဲ့တည်းပဲဒါအနုမာနလို့ခေါ်တယ်တိုက်ရိုက်မသိတဲ့ပုဂ္ဂိုလ်တွေတိုက်ရိုက်မြင်နိုင်တဲ့ဒီလန်းကတော့ဒိဗ္ဗစကုရအောင်ကျင့်ပြီးတော့ဒိဗ္ဗစကုရလို့ကြည့်ရင်တော့တေချာပေါက်မြင်ရပြီပေါ့ဒိဗ္ဗစကုမရတဲ့ပုဂ္ဂိုလ်ကတော့အနုမာနနဲ့မှန်းပြောလို့ရပါတယ်အနုမာနဆိုတာအကျိုးကိုမြင်လို့ရှိရင်အကြောင်းကိုဖော်ထုတ်နိုင်တယ်အကြောင်းကိုမြင်လို့ရှိရင်လည်းအကျိုးကိုဖော်ထုတ်လို့ရတယ်ဒါကိုအနုမာန inference လို့ခေါ်မှန်းဆပြီးတော့ပြောတာအဲ့ဒီမှန်းဆချက်ဟာလည်းအလွန်မှန်ကန်တဲ့မှန်းဆချက်တွေပါအနုမာနဆိုတာမှန်ကန်တဲ့မှန်းဆချက်တွေပေါ့ရှိတယ်မိကိုတလူလူထွက်နေလို့ရှိရင်ကဲလူတိုင်းပြောလို့ရတာပဲမိကိုထွက်တဲ့နေရာသွားကြည့်မိရှိနေတယ်ဆိုတာမသိကြဘူးလားကိုမြင်တာမိမမြင်ဘူးဒါပေမဲ့မိကိုပဲမြင်တာနော်သို့တော့ဒီမိကိုဆိုတာမိကထွက်တာဖြစ်သောကြောင့်မိရှိတယ်လို့ပြောလို့ရတယ်အောက်အရမမြည်ရည်တိုးနေလို့ရှိရင်အထက်အညာမှာမိုးတွေကြီးနေတယ်လို့ပြောလို့မရဘူးလားဟော
ပြောတဲ့တိုင်ရောမမှန်ဘူးလားဒါအကျိုးတရားကိုကြည့်ပြီးတော့အကြောင်းတရားကိုဖော်ထုတ်တဲ့နည်းတဲ့အဲ့ဒါအနုမာနနည်းလို့ခေါ်တယ်အကြောင်းတရားကိုကြည့်ပြီးတော့လည်းအကျိုးတရားကိုထိုလိုပြောနိုင်တာပဲအေးဒီလူကမကောင်းတဲ့လမ်းလျှောက်နေတယ်မဟုတ်တာတွေလုပ်နေတယ်ဒုက္ခရောက်နေတယ်ဟောရောက်တာပဲနောက်ချအကြောင်းကိုကြည့်ပြီးတော့အကျိုးကိုဆုံးဖြတ်တဲ့နည်းစာကြိုးစားနေတဲ့ကလေးတယောက်ကျောင်းမှန်တက်တယ်အေးဒီကလေးကတော့ထူးထူးချွန်ချွန်ဖြစ်မှာပဲဆိုတကယ်လည်းထူးချွန်လားစာမကျက်ဘူးမကောင်းတဲ့အပေါင်းအသင်းနေတဲ့ပေါင်းတယ်ဒီကလေးတော့ပျက်စီးတော့မှာပဲလို့ပြောရင်ဟောပျက်စီးသွားတာပဲဘာဖြစ်လို့လဲဆိုသူလုပ်နေတဲ့လုပ်ရဟာတွေကအကြောင်းတရားတွေပဲလေအဲ့ဒီအကြောင်းတရားတွေရဲ့အကျိုးတရားဟာညှော်မှန်းလို့ရတာပေါ့မြတ်စွာဘုရားကျတော့အဲ့လိုအနုမာနတောင်မဟုတ်ဘူးကိုယ်တိုင်မြင်ကိုယ်တိုင်သိပြီးတော့ဟောတာတဲ့ဒါကြောင့်ဘုရား30ပုံဆိုတာဟောထားခဲ့တာအဲ့30ပုံတွေက30ပုံဆိုတာအားလုံးသိပါတယ်ဘုံတွေကိုတော့ရေတွက်မပြတော့ပါဘူးဘုံတွေရှိချောင်းကိုပြောပြတာနော်အကျမ်းချင်းပြောရဆိုလို့ရှိရင်အပယ်4ပုံရယ်လူပုံရယ်နတ်ပြည်6ထိုင်ဒါကာမ30ပုံလို့ခေါ်တယ်နော်ကာမ30ပုံရယ်ရူပဝဆရာကဗြဟ္မပြည်က16ပုံရယ်အရူပဝဆရာက4ပုံရယ်အရူပဘုံက4ပုံဒါ30ပုံဆိုတာအဲ့ဒါကိုပြော30ပုံထဲမှာတတ္တဝါတွေကလည်းမျိုးစုံအောင်ရှိအဲ့30ပုံကလိုက်ကြည့်မယ်ဆိုလို့ရှိရင်ဘာနဲ့ဘုံတွေရဲ့အဆင့်တန်းတော့ကွဲပြားခြားနားနေတယ်လဲဆိုရင်ပရိသေတိစိတ်နဲ့ကွဲပြားခြားနားနေတခါပရိသေတိစိတ်နဲ့ကွဲပြားခြားနားတဲ့အထက်မှာလည်းပဲထပ်ဆင့်ပြီးတော့သူတို့ရဲ့ level degree တွေရှိသေးတယ်လို့ဒီလိုမှတ်အောင်ဆိုပါစို့အပယ်4ပုံရဲ့ပရိသေတိစိတ်ဟာအကုသိုလ်ရဲ့အကျိုးဖြစ်တဲ့ဥပေက္ခတန်တိရဏစိတ်ပဲအကုသိုလ်ရဲ့အကျိုးဆိုပေမဲ့လို့သူတို့လုပ်ခဲ့တဲ့အကုသိုလ်ဒီတဦးနဲ့တဦးတူညီမှုမရှိကြဘူးအဲ့ဒီအကုသိုလ်ဟာပြင်းထန်တဲ့အကုသိုလ်ဆိုလို့ရှိရင်ငရဲအဲ့ဒီတဲ့နည်းနည်းယောနေတဲ့အကုသိုလ်ဆိုလို့ရှိရင်တိရစ္ဆာန်အဲ့ဒီတဲ့နည်းနည်းယောနေရင်ပြိတ္တာလို့ဟောအကုသိုလ်ရဲ့ဒီဂရီကိုကြည့်ပြီးတော့ဆုံးဖြတ်ဒီဂရီပြင်းသွားရင်ပြင်းတဲ့စီရောက်မှာပဲမိတောင်မှပဲသူ့ဒီဂရီနဲ့သူရှိတယ်မဟုတ်လားပူတယ်တိတ်ပူတယ်ဟုတ်လားမပူဘူးဒီလိုလာအောင်ပါကိုအဲ့ဒါမျိုးလိုပဲအကုသိုလ်မှာလည်းပဲလှုပ်တဲ့အကုသိုလ်ရဲ့ဒီဂရီအတိုင်းအတာရဘုံတွေကလည်းအစစ်အစစ်ဖြစ်တယ်ထိုပရိသေရိစိတ်တွေရဲ့စွမ်းအားတွေလည်းပဲပရိသေရိစိတ်တွေကိုစွမ်းအားပေးတဲ့ကံကထူးခြားသည့်အတွက်ကြောင့်ထိုပရိသေရိစိတ်နဲ့အစပြုရတဲ့တ attva တွေရဲ့အနေအထားလည်းပဲထူးခြားမှုလေးတွေတော့ရှိတာပေါ့တရေနဲ့ပြောမယ်ဆိုရင်ဥပေက္ခတန်တိရဏအကုသလဝိဘက်နဲ့ပရိသေရိနေတဲ့ပုဂ္ဂိုလ်တွေဟာအပယ်4ပုံသားတွေပဲအဲ့တော့တိရစ္ဆာန်တစ်ကောင်ရဲ့ပရိသေရိစိတ်နဲ့ငရဲဘုံကပြိတ္တာဘုံကတ attva တွေရဲ့ပရိသေရိစိတ်ဟာတူတူပဲတူတူပေမဲ့ခံစားရခြင်းတူသလားဆိုတော့မတူဘူးဘာဖြစ်လို့မတူတော့ဆိုလောက်ခဲ့တဲ့အကုသိုလ်ရဲ့စွမ်းရည်တတ္တိချင်းမတူကြဘူးတဲ့အတိုင်းအတာချင်းမတူကြဘူးလို့ပြောကဲလူတွေရဲ့ပရိသေရိစိတ်ကတနည်းအားပြောရတဲ့အတိုင်း9ခုရှိတယ်ကုသလဝိဘက်ဥပေက္ခတန်တိရဏရဲ့မဟာဝိဘက်စိတ်8ခုသို့တော်ပရိသေရိအားဖြင့်လူသားတွေဟာဒီ9ခုတည်းကတစ်ခုခုဆိုတော့တူညီနေကြတယ်ဒါကြောင့်မို့အစဉ်တန်းချင်းတူသလားလို့ဆိုမတူပြန်ဘူးတချို့ကဆင်းရဲတယ်တချို့ကချမ်းသာတယ်တချို့ကဉာဏ်ကောင်းတယ်တချို့ကဉာဏ်မကောင်းဘူးတချို့ကအသက်ရှည်တယ်တချို့ကအသက်မရှိဘူးဘာဖြစ်လို့သူတို့လုပ်ခဲ့တဲ့ဟာတွေကမတူလားအဲ့တော့တရေစိတ်ကလေးနဲ့ခွဲပြီးတော့ဘုံကိုတတ်မှတ်ပြီးတတ္တဝါတွေကိုတတ်မှတ်ပြောပြီးမယ်လို့နောက်ထပ်ထပ်ပြီးတော့တတ်မှတ်เสียကတော့သူတို့ရဲ့လုပ်ခဲ့တဲ့ကံတရားတွေရဲ့အကျိုးပေးမှုဟာမတူညီတဲ့အကျိုးပေးမှုတွေရှိနေသေးတယ်အခြားအကြောင်းတွေရှိနေသေးတယ်ဆိုတာကိုသိတာနော်ဒီနတ်တွေရဲ့ပရိသေရိစိတ်ကလည်းမဟာဝိဘက်စိတ်8ခုပဲနတ်ပြည်6ဓာတ်ကနတ်တွေရဲ့မဟာဝိဘက်စိတ်8ခုသို့တော်တဦးနဲ့တဦးတက်တန်းချင်းတူကြလားတရေစိတ်ချင်းတော့တူတယ်တက်တန်းချင်းတူကြလားဆိုမတူဘူးဘယ်သူကဆုံးဖြတ်ပေးနေတော့ဆိုရင်သူတို့လုပ်ခဲ့တဲ့ကံတွေနဲ့သူတို့ဖြစ်ရဘုံရဲ့အတိုင်းအတာနဲ့အဆုံးဖြတ်ဖြစ်သွားတာနော်လူဆိုလဲကြည့်လေလူတွေရဲ့ဘဝအတိုင်းအတာအသက်ဟာ
ကံကလည်းအဓိကမဟုတ်ဘူးဥတုနဲ့အာဟာရကဒီလူရဲ့တက်တန်းကိုဆုံးဖြတ်ပေးသွားတယ်ကံကတော့အဓိကအခြေခံပေါ့အခြေခံအကြောင်းတရားကတော့ကံပဲသို့တော့ထိုကံကပေးလိုက်တဲ့အရာဝတ္ထုကိုစောင့်ရှောက်ပြုနေတာကဥတုနဲ့အာဟာရဒါကြောင့်မို့လို့ဥတုနာဘောဇနေနအာယုဟာယတိပိဝဋ္ဌတိပိလူရဲ့တက်တန်းဟာဥတုနဲ့အာဟာရကြောင့်တိုးတဲ့ခါတိုးတယ်ရုပ်တဲ့ခါရုပ်တယ်အမေတ္တမထင်ရှားပါတယ်လေမြတ်စွာဘုရားဖရာချင်းဟာလေးသိခြင်းတဲ့ကွာတသိပါရမီဖြစ်ရတာချင်းကံအားဖြင့်ပြိုင်မယ်ဆိုရင်ဖရာတစုနဲ့တစုဟာမထူးခြားဘူးလို့ပြောရမှာပါလေးသိခြင်းတဲ့ကွာတသိပါရမီဖြည့်တယ်ဖရာရှင်ချင်းကြည့်လိုက်လို့ရှိရင်ဒီလိုပဲပါရမီဖြည့်ခဲ့ကြရတယ်သို့တော့တက်တန်းကြတော့မကွာဘူးလားကာရဝမြတ်စွာဘုရားကအသက်2000တန်းမှာလူဖြစ်လို့အသက်2000တန်းမှာပွင့်လို့အသက်2000ရှိတယ်ဂေါရဝမြတ်စွာဘုရားကျတော့100တန်းပွင့်လို့သက်တော်80ပဲနေရတယ်ဒါဖြင့်ဂေါရဝမြတ်စွာဘုရားကံကညံ့တယ်လို့ပြောလို့ရမလားဘာကအဆုံးဖြတ်ပေးသွားတော့ဆိုတော့ဥတုနဲ့အာဟာရအဆုံးဖြတ်ပေးသွားတယ်ဒီခေတ်ဒီခြေနေရဲ့ဥတုနဲ့ဒီခေတ်ဒီခြေနေရဲ့အာဟာရလူရဲ့ခန္ဓာကိုယ်ကြီးကိုမိမ့်တိုင်းကဒီလောက်ပဲလုံနိုင်တယ်တိတဲ့အကြောင်းလုံနိုင်ဘူးလို့ပြောတာနော်အဲ့တော့အခြားအကြောင်းတွေကိုလည်းထည့်စဉ်းစားရတယ်လို့ဒီလိုဆိုလို့ရတယ်တရေစိတ်ချင်းတူပေမဲ့လို့အခြေအနေချင်းမတူဘူးတဲ့လူဘဝလူတွေတောင်မှပဲအမျိုးစုံတူမှမတူပဲနဲ့အာဖရိကမှာမွေးတဲ့လူတွေကြတော့မဲနော်ဥရောပမှာမွေးတဲ့လူတွေကြတော့ဖြူတယ်အာရှမှာမွေးတဲ့လူတွေကြတော့ဝါဝါလေးတွေရွှေရောင်လေးတွေဖြစ်နေဟုတ်လားအယောင်မတူတာလေးဘာဖြစ်လို့မတူတာတုံးလို့ဆိုလို့ရှိရင်ခုနပြောခဲ့တဲ့ဒေသရဲ့ဥပဒေတရားပစ္စည်းတွေလည်းပါတာပေါ့လူရဲ့မျိုးနွယ်လည်းပါတာပေါ့အကြောင်းတွေအများကြီးတယ်ပဲနော်အဲ့ဒါလို့သို့တော်လူသားတွေရဲ့ပရိသေစိတ်ဒီမာဥပ္ပစိတ်၈ခုနဲ့ဥပ္ပခာတန်ဒီရဏကုသလဝိပဲအဲ့ဒီ၉ခုတွေတစ်ခုခုပဲနတ်တွေရဲ့ပရိသေစိတ်ကလည်းထိုးတူပဲလို့အဲ့တော့လူပြည်ရဲ့နတ်ပြည်၆ထပ်ရဲ့သုဂတိဘုံ9ဘုံကာမသုဂတိဘုံ9ဘုံအဲ့ဒါတွေကတာမန်ရိုးရာအဖြစ်ဒါနကောင်းမှုလုပ်သူတွေသီလဆောက်တည်ခဲ့သူတွေဥပုသ်ဆောင်သုံးတဲ့ပုဂ္ဂိုလ်တွေရောက်တဲ့ဘုံတွေကြီးပဲဒါဒီအဆင့်နဲ့ရောက်တဲ့ဘုံတွေလို့ဒီလိုပြောဒါနကောင်းမှုသီလကောင်းမှုဥပုသ်ဆောင်မှုအမေဖေပြုစုလုပ်ကြွေးမှုဟောအဲ့ဒါတွေကဟောဒီနတ်ပြည်6ထပ်နဲ့လူဘုံကိုရောက်ရှိစေတယ်အေးငရဲဘုံပြိတ္တာဘုံတရိစ္ဆာန်ဘုံဆိုတဲ့ဘုံတွေရောက်တာကြတော့ခုနအထူးစရိုက်တွေလုပ်တဲ့ပုဂ္ဂိုလ်တွေရဲ့လုပ်ရအတိုင်းဒီလမ်းတိုင်းသူတို့ရဲ့စခန်းဟာရောက်ရှိသွားတာပဲအဲ့တော့ဒါတွေဒီလိုပြောရုံနဲ့ဘုံနဲ့မြောက်တယ်လို့ဒီလိုပြောလို့ပဲရမလဲမြောက်တာမှမဟုတ်ပဲเนาะဘုံနဲ့မြောက်တာတော့ငရဲနဲ့6တာတော့မရှိပါဘူး6ပါဘူးသူကသူကြောက်ရှင်ကြောက်မှာပေါ့အဲ့တော့လူလောကဆိုတာအကျိုးတရားဆိုတာကပြောရမှာမင်းတစာကြိုးစားရင်ပညာတတ်ကြီးဖြစ်လိမ့်မယ်သို့မဟုတ်ဆရာဝန်ကြီးဖြစ်လိမ့်မယ်ဟောဒါမြောက်တာမှမဟုတ်ပဲအကျိုးတရားကိုဖော်ပြတာပဲလေမြောက်ပေးတာမှမဟုတ်ပဲဒီလိုအားပေးစကားပြောတာကိုမြောက်တာမဟုတ်ဘူးဒါဘုံကန်းနဲ့မြောက်တဲ့ငရဲကန်းနဲ့6တဲ့ဘုံလက်မခံတဲ့ပုဂ္ဂိုလ်တွေကအဲ့ဒါလိုပြောလို့ရှိကြတယ်နော်မြောက်เสียလည်းမလိုဘူး6เสียလည်းမလိုဘူးကိုလန်းကိုရွေးပြီးကိုစခန်းကိုထွဲနေကြတာပဲဒါအေးကောင်းပြီငရဲဘုံတရိစ္ဆာန်ဘုံပြိတ္တာဘုံထိုပြိတ္တာထဲမှာထပ်ပြီးတော့ခွဲလိုက်တော့အတုရကေဆိုပြီးတော့ပြိတ္တာတွေကနေပြီးတော့တောက်ပြောင်မှုမရှိတဲ့ပြိတ္တာအတုရာမျိုးတွေလည်းရှိသေးတယ်ဆင်းရဲနေရတဲ့ပြိတ္တာမျိုးတွေရှိသေးတယ်ပြိတ္တာတွေကလည်းအမျိုးအစားအများကြီးပဲပေါ့နောက်ပြီးတော့လူပြည်နတ်ပြည်တက်တန်းတွေကလည်းတစ်ခုနဲ့တစ်ခုမတူဘူးအဲ့ဒီတက်တန်းမတူတာတွေကိုလည်းပဲမြတ်စွာဘုရားခင်ကိုရောမြတ်ကထိုထိုသုတ်တန်တွေမှာထည့်ပြီးတော့ဟောထားတာရှိတယ်ဆိုပါစို့ငရဲဘုံရဲ့တက်တန်းကြတော့ကံသာလင်အဓိကပမာဏဖြစ်သည့်အတွက်ကြောင့်ကံရှိသလောက်ခံရမှာဖြစ်သည့်အတွက်ကြောင့်ငရဲရဲ့တက်တန်းကိုတော့သတ်မှတ်လို့မရဘူးတဲ့ကံပေါ်မူတည်တယ်ပေါ့ကံဆိုတာ
ပုဂ္ဂိုလ်တဦးစီရဲ့အခြေအနေကမှမူတည်တယ်ကောသလမင်းကြီးရဲ့ဘီဗျာကြီးမာလိကဘီဗျာကြီးဟာတေဂဏိမှာစိတ်ဆင်းရဲပြီးတော့ဒေါမနတနဲ့တည်သွားရသည့်အတွက်ကြောင့်အဝိဇ္ဇငရဲကျသွားရှာတယ်သို့တော်သူအဝိဇ္ဇငရဲမှာ9ရက်ပဲကြာတယ်9ရက်ကလူတွေရဲ့အရေးအတွက်နဲ့9ရက်ပဲကြာသူ့တက်တန်းဟာအဲ့လောက်ပဲခံရတယ်အဲ့ဒီတည်းပို့မခံရဘူးเนาะအဲ့ဒါကြောင့်မလို့ငရဲဘုံမှာကံတာလည်းအဓိကဖြစ်သည့်အတွက်ကြောင့်တက်တန်းကိုတတ်မှတ်ပြောလို့မရဘူးလူတွေရဲ့တက်တန်းကလည်းတည်မြဲမှုမရှိဘူးတဲ့အခုခေတ်တက်တန်းကတော့ကောရောမြတ်စွာဘုရားမပွင့်ခင်အခုပွင့်ပြီးတဲ့နောက်ထိအောင်တရားတန်းလိုပဲဒီလိုတတ်မှတ်ပြီးတော့ပြောကြရတယ်တရားတန်းအောက်ပူတော့မပူဘူးရောဖို့ပဲရှိတယ်ပေါ့ဒါတရားတန်းလိုပဲပြောရတယ်လူရဲ့နည်းနည်းအထက်တန်းကြတဲ့သတုမာရဲ့နတ်ဘုံကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လူတွေရဲ့အနှစ်90မှသတုမာရဲ့နတ်ပြည်ကတရက်ပဲရှိသေးတယ်အဲ့ဒီတရက်နဲ့တွက်လိုက်လို့ရှိရင်သူတို့တက်တန်းသူတို့အရေးအတွက်နဲ့အနှစ်900အသက်ရှိတယ်ဟောဒီလိုရှိသွားတာဝရိန္ဒနတ်ပြည်ကြတော့လူတွေအနှစ်100မှသူတို့ကတရက်အဲ့ဒီအချိုးစားနဲ့နှစ်နဲ့မြောက်ပြီးတော့တက်သွားမယ်နောက်လူတွေကတွက်တဲ့လူတွေကရေတွက်တဲ့တက်တန်းနဲ့ပြောမယ်ဆိုရင်4နဲ့မြောက်သွားရစတုပါရိနတ်ပြည်ကအနှစ်9သန်းဆိုလို့ရှိရင်အဲ့ဒါကို4နဲ့မြောက်သွားလိုက်လို့ရှိရင်တာဝရိန္ဒနတ်ပြည်ရဲ့လူတွေကတွက်တဲ့အသက်ကိုသိမယ်4နဲ့ကြီးပဲမြောက်တက်သွားလို့ရှိရင်အဖြေထွက်လာမှာပေါ့အဲ့ဒါကိုအသိဉာဏ်ကပြောတာတတောစတုကုဏံတာဝရိန္ဒနံတတောစတုကုဏံယာမနံဆို4ရောက်တာကိုပြောတာမှန်တော့ရှင်းရှင်းကတော့သို့တော့တီကာကျမ်းဒီမှာနေနစညင်းနစတို့အဲ့ဒါတွေထည့်ပြောတော့နည်းနည်းရှုပ်ထွေးသွားမရှုပ်ထွေးဘဲနဲ့4နဲ့မြောက်တယ်ဆိုရင်ဒါပြီးသွားလူသက်တန်းကို4နဲ့မြောက်လိုက်မယ်လူတွေရဲ့လူတွေကတွက်တဲ့သက်တန်းကိုနတ်ဘုံတစ်ပုံနဲ့တစ်ပုံက4နဲ့မြောက်ပြီးတော့တက်သွားလိုက်လို့ရှိရင်သူတို့ရဲ့အဖြေဟာရနိုင်တယ်အဲ့လိုသက်တန်းတွေဟာတစ်ခုနဲ့တစ်ခုရှည်သွားတာဒါရိုးရိုးကုသိုလ်ကောင်းမှုပြုလုပ်တဲ့ပုဂ္ဂိုလ်တွေရဲ့ဖြစ်ရဘုံဌာနတွေပဲငရဲဘုံဆိုတာအလုံးလည်းသိတယ်ဒေဝဒုတသုတ်တံမှာဆိုလို့ရှိရင်ငရဲဘုံမှာငရဲကြသွားတဲ့ပုဂ္ဂိုလ်တွေကိုယမမင်းကြီးဆိုတာငရဲသားတွေကိုအုပ်ချုပ်နေတဲ့ယမမင်းကြီးဆိုတာရှိတယ်ယမမင်းကြီးကိုဘုရားစာပေမှာသူတော်ကောင်းလို့သတ်မှတ်တယ်ဘာဖြစ်လို့လဲဆိုယမမင်းကြီးကငရဲပြည်ကြလာတဲ့ပုဂ္ဂိုလ်တွေကဲတင်လို့ရမယ့်ပုဂ္ဂိုလ်ကဲတင်ဖို့ဆိုတဲ့အနေအထားမျိုးနဲ့နေတာဆွဲချဖို့သူနေတာမဟုတ်ဘူးเนาะတွန်းပို့ဖို့နေတာမဟုတ်ဘူးအချွန်နဲ့မဖို့မဟုတ်ဘူးအစင်းကိုဘိန်းတက်ပေးဖို့လားနေတာမဟုတ်ဘူးဒုက္ခမရောက်ထိုက်တဲ့ပုဂ္ဂိုလ်တွေကိုမရောက်အောင်ကဲတင်ဖို့ဆိုပြီးတော့ဖြည့်ရှင်းဖို့ဆိုပြီးတော့သူကလာပြီးတော့နေတာယမမင်းဆိုတာသူကသူတော်ကောင်းကြီးသူကအမြဲတမ်းတောင်းတတယ်တဲ့ငါလူဘဝဖြစ်ပြရစေဟုတ်လားငါလူဖြစ်တဲ့အချိန်မှာဘုရားပွင့်တာနဲ့ကြုံပြရစေအဲ့ဒီဘုရားကိုလည်းပဲငါစိတ်ကကိုယ်ကွယ်နေပြရစေလူလည်းဖြစ်တယ်ဘုရားလည်းပွင့်တယ်ဘုရားစီရောက်ချင်မှရောက်တာနော်အဲ့လိုပုဂ္ဂိုလ်လည်းရှိတယ်ဒါကြောင့်မို့လို့အကြောင်းဆိုတာအကုန်ပြည့်စုံအောင်တော့လူလည်းဖြစ်ရမယ်ဘုရားပွင့်တဲ့အချိန်လည်းကိုက်ရမယ်ဘုရားစီကိုလည်းတွားရောက်စိတ်ကိုက်ရမယ်ဘုရားကလည်းတရားဟောရမယ်ဘုရားဟောတဲ့တရားကိုလည်းသိပြရစေဟောအဲ့ဒါမှပြည့်စုံတယ်နော်ဆူတောင်းလို့ရှိရင်အဲ့ဒါလိုဆူတောင်းအောင်အဲ့ဒါလိုသူကအမြဲတမ်းတောင်းတတယ်လူဖြစ်ပြရစေလူဖြစ်နေတဲ့အချိန်မှာဘုရားပွင့်တာနဲ့ကြုံပြရစေဘုရားကိုလည်းစိတ်ကပ်ပြရစေဘုရားကလည်းသူ့ကိုတရားဟောပါစေဟောတဲ့တရားကိုလည်းသူနာပြရစေနာပြီးတော့လည်းသိပြရစေဟောယမမင်းကြီးကအမြဲတမ်းဆုတောင်းတယ်ဒုစရိုက်လုပ်ငန်းတွေလုပ်ပြီးတော့ငရဲရောက်သွားတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ငရဲသားတွေက
အဲ့ဒီငရဲကြလာတဲ့ငရဲကိုမယောင်မလည်နဲ့ရောက်လာတဲ့လူအစ်စ်တတ္တဝါအစ်စ်ကိုဂျမမင်းကြီးစီခေါ်လာနေရှိတယ်ခေါ်လာတဲ့အခါကျတော့သူတို့ကဘာလုပ်တုံးဆိုရင်အရှင်မင်းကြီးဟောဒီလူဟာအမေကိုလည်းမပြုစုဘူးအဖေကိုလည်းမပြုစုဘူးဆွေတွေမျိုးတွေကအသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေကိုလည်းကြည့်မဆိုင်ဘူးသမဏပြမဏဆိုတဲ့ဘာသာရေးပုဂ္ဂိုလ်တွေကိုလည်းလေးစားမှုမပြုဘူးကုသိုလ်ကောင်းမှုလည်းမလုပ်ဘူးဥပုပ်လည်းမဆောင်ဘူးကောင်းမှုမလုပ်တဲ့ပုဂ္ဂိုလ်မကောင်းတဲ့ဒုစရိုက်တွေလုပ်လာတဲ့ပုဂ္ဂိုလ်သူ့ကိုအပြစ်ထန်ခတ်ပါလို့ဆိုပြီးသူစီလာပို့ကြတယ်ပို့ပြီဆိုတဲ့အတိုင်းပဲယမမင်းကြီးကမေးတယ်သူ့ကိုမင်းလူပြေမှာပထမဆုံးနတ်တမန်ဆိုတာကိုမင်းတွေးခဲ့သလားလို့အဲ့ဒီမေးခွန်းကိုစမေးတယ်ဟိုလူကမတွေးခဲ့ဘူးတဲ့တမန်ဆိုတော့ဟိုလူကကြောင်တောင်ဖြစ်နေဘယ်ကတမန်တော်တုံးဆိုမတွေးခဲ့ဘူးတဲ့နော်ငါဆိုလိုတာကိုသေချာနားထောင်မင်းလူပြေမှာတဲ့အသက်အရွယ်ကြီး80 90အရွယ်ကြီးကခါရီကိုင်းလို့နားရီထိုင်းလို့ဆံမင်းတွေဖြူသွားတွေကျိုးအဲ့လိုအဖိုးအိုကြီးဖွားအိုကြီးတွေမင်းမမြင်ဘူးလားလို့ဆိုမြင်ဘူးပါတယ်အဲ့ဒီမြင်ဘူးတဲ့အချိန်မှာတော့ငါတဲ့မင်းမစင်စားဘူးလားငါလည်းတနေ့ကျတော့အိုရအောင်ပါလို့မင်းမတွေးမိဘူးလားဒါဒီမစင်စားခဲ့ဘူးပါဘူးတဲ့မိမိလျော်ရောနေခဲ့ပါတယ်မိမိလျော်ရောနေတယ်ဆိုတာ तू ဘာမှမလုပ်ခဲနေတာပြောတာမဟုတ်ဘူးကုသိုလ်ကောင်းမှုတစ်စုံတစ်ခုမလုပ်တာစဉ်းစားရမှာကငါလည်းတနေ့ကျတော့အိုရအောင်ပါပဲကိုချင်းတော်ကိုမလွန်မြောက်နိုင်သေးဘူးမအိုခင်ငါကောင်းတာလေးတွေလုပ်အောင်ပါပဲဆိုတဲ့ကုသိုလ်လုပ်ဖို့ရအတွက်စိတ်ကိုဥမလှဲ့ဘူးကာမဂုဏ်အာယုံကိစ္စတွေနဲ့ပဲအချိန်ကုန်ပြီးတော့သွားတာကိုပမာဒလို့ခေါ်တယ်တဲ့နော်အဲ့ဒီလိုနဲ့အသက်မွေးဝမ်းကြောင်းကိစ္စတွေနဲ့စောင်းနေရေးတွေနဲ့နေ့စဉ်အချိန်ကုန်ပြီးတော့ကုသိုလ်ကောင်းမှုလုံးဝမလုပ်ခဲ့ဘူးဆိုတော့ရှင်မမင်းကြီးကတနာညတာပြီးတော့ပြောတယ်တဲ့မေ့ခဲ့လို့မလုပ်တာတော့ဒီအကုသိုလ်အလုပ်တွေမိမိလျော်ရောနေခဲ့ပြီးလုပ်ခဲ့တာတွေကမင်းအမေကလုပ်တာလည်းမဟုတ်ဘူးအဖေလုပ်တာလည်းမဟုတ်ဘူးဆွေမျိုးတွေကလုပ်တာလည်းမဟုတ်ဘူးဘယ်ကလုပ်တာမဟုတ်ဘူးမင်းကိုယ်တိုင်လုပ်တာမင်းကိုယ်တိုင်လုပ်တော့မင်းကိုယ်တိုင်ခံစားရလိမ့်မယ်ဒီလိုပဲပြောတယ်သူအမိန်ချမှတ်ထားနော်အဲ့ဒီပထမတမန်ကြောင့်